ပြန်ဆန်းစစ်ပါနောက်မကြသေးခင်မှာအသေးချစဉ်းစားမိတ်ဆွေအချိန်တွေကတရွေရွေသွားနေပြီဘာနဲ့မှရွေဝဲမရမလွန်တွန်းစိတ်ချပြီလားမျောလေးတဲ့ဒီနေ့မှနေဝင်ခဲ့ရင်မနေ့ပြန်နေဟာငါတို့မပိုင်ဘူးနော်မတည်မြဲဘူးလေမမျောလင်းတဲ့ဒီနေ့မှနေဝင်ငယ်စီစိတ်ချမ်းသာကြွယ်ဝနေဖို့တန်တင်ကိုရေးကြည့်တယ်အချိန်လေးရှိတော့မှပြန်ဆန်းစစ်ပါနောက်မကြသေးခင်မှာအသေးချစဉ်းစားမိတ်ဆွေအချိန်တွေကတရွေရွေသွားနေတယ်အသက်ဝိညာဉ်ဆုံးရှုံးငယ်ရင်ဘာနဲ့မှရွေဝဲမရသေချာစဉ်းစားကြည့်ပါတမလွန်တွန်းစိတ်ချပြီလားမမျောလင်းတဲ့ဒီနေ့မှနေဝင်ငယ်အချိန်တွေကတရွေရွေသွားနေပြီအသက်ဝိညာဉ်ဆုံးရှုံးငယ်ရင်ဘာနဲ့မှရွေဝဲမရသေချာစဉ်းစားကြည့်ပါတမလွန်တွန်းစိတ်ချပြီလားမမျောလင်းတဲ့ဒီနေ့မှနေဝင်ငယ်မမျောလင်းတဲ့ဒီနေ့မှနေဝင်ငယ်မမျောလင်းတဲ့ဒီနေ့မှနေဝင်ငယ်အိုင်ရင်းစင်မှာမြင်ဆိုထားတဲ့မမျောလင်းတဲ့တနေ့မှာနေဝင်ခဲ့ရင်Starstruck မြန်မာလိုဆိုချေကြောက်တော့အသိပညာနဲ့ဘုသူတများအကွဲပြောတော့မှဒီလိုတမန်ထားခြင်းမရှိတော့ကမရှိသားမရှိဝေမီရှိုးရှိအားရှိစင်မလိုက်တဲ့စာရီအများကြီးမြန်မာပြည်ကလူငယ်တွေမှာအိမ်မက်တွေကကြီးကြီးတယ်အနာဂတ်ကိုခဏတော့မြင်အောင်ပြီးတော့ကြီးကြီးတယ်လက်တွေပေါ်မှာအနာဂတ်နဲ့နေလို့ဆိုတာဝေးပဲ Yeah reality ဝေးပဲတိုင်းလောကသားတွေ live ဖွင့်ပြီးရှေ့အုံးကနေသူ Star Stone ရောက်လာပြီ Hey အများကြိုးတွေတဲဖို့အဲ့ဒီဘက်ကတဲလို့ဥပေါက်စောက်တော်သားတာဝန်နေဆိုဒူးထောက်နားမလည်ရင်ပါရိုက်မသိရင်တော့ထားလိုက်အပြုံးနေကြမှာဟာတိုက်မြန်မာပြည်ကြီးခွေးက Star Stone ရဲ့ခွေးရိုက်တော့နဲ့ရိုက်ပလိုက် Star Stone ရဲ့ခွေးရိုက်တော့နဲ့ရိုက်ပလိုက်တိန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 ် Star Stone ရဲ့ခွေးရိုက်တော့နဲ့ရိုက်ပလိုက်တိန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 ် Star Stone ရဲ့ခွေးရိုက်တော့နဲ့ရိုက်ပလိုက် Star Stone ရဲ့ခွေးရိုက်တော့နဲ့ရိုက်ပလိုက်တိန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 ် Star Stone ရဲ့ခွေးရိုက်တော့နဲ့ရိုက်ပလိုက်တိန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 ် Star Stone ရဲ့မနက်ခင်း Universe တဲ့ခြင်းတပတ်အတွင်းကလူငယ်တွေရဲ့စိတ်ဓာတ်တွေကိုတက်သွင်းညစ်ပတ်နေတဲ့ mindset တွေကိုချက်ချင်းမပြင်စမ်းလာမတူတူနဲ့အချင်းချင်းစီစမ်းမြန်မာပြည်မှာလက်စင်တူကိုချက်ခင်းနဲ့တိတ်ဆန်းခေါင်းပေါ်အသက်ရှူရလုံးတွေဖွင့်ထက်တူတိုင်းလောကသားတွေနဲ့ Star Stone ကြီးတွေ one day မှာဆုံးကြမယ် Hey one day မှာဆုံးကြမယ် One day မှာဆုံးကြမယ် Hey မိုးရီတော့ Yeah one day မှာဆုံးကြမယ် Hey one day
မဆုံးကြမယ် yeah ding 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 stars on your quay don't yai fly ding 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 stars on your quay don't yai fly ding 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 stars on your quay don't yai fly ding 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 stars on your quay don't yai fly I love it yeah I love it yeah yeah Yeah, we go. Million stars go, now the stars go. All the stars go, million stars go, now the stars go. All the stars go, yeah. Million stars go, now the stars go. All the stars go, all the stars go. Million stars go, now the stars go. Million stars go, now the stars go. Million stars go. I am Star Stone ဆိုတဲ့တခြင်း KTA thank you so much မြန်မာပြည်ကလူငယ်လေးတယောက် KTA ဆိုတဲ့လူငယ်လေးတယောက်ဆိုထားတာကျွန်တော်ကဗီဒီယိုတွေလုပ်ထားတာကြည့်ဘူးတဲ့လူတွေကလည်းကြည့်ဘူးတယ်မကြည့်ဘူးတဲ့လူတွေကလည်းအခုကြည့်လဲရတယ်ပေါ့လေ Okay ဒီနေ့ကျွန်တော်ကြိုးစားမယ်နိုင်ငံရေးတွေမပြောဖို့ကြိုးစားမယ်နော်နိုင်ငံရေးတွေမပြောဖို့ကြိုးစားမယ်မလွင်ဘူးလို့နေတာဒါပေမဲ့အချိန်ကြာလာနှိုးစော်နှလုံးသားတွေကနှိုးစော်နှလုံးသားတွေကနှိုးစော်တော့လေအပြောရမှာပေါ့လေနော်ပြောရတဲ့တောင်းကကိုယ့်တောင်းပြောရတဲ့အလုပ်ကကိုယ့်အလုပ်ဆိုတော့မင်းကပြောနေတာပဲဟောငါပြောလာတာ TV ပေါ်မှာသလင်းနေငါအလုပ်ကပြောတဲ့အလုပ်ဝေါ်ကီတော့ပြဝေါ်ကီနားထားတာကြာပြီနားထားတာပြင်းလို့တောက်ရတာပြင်းသွားလို့တောက်ရတာနည်းနည်းပြင်းသွားလို့ခဏ break ဖမ်းထားတယ်ဟုတ်လားကျွန်တော်တောက်ပြစရာမရှိဘူးเนาะကျွန်တော်နားထားတယ်ချစ်တယ်ခင်ဗျားတို့ချစ်တယ်ကျွန်တော်ကဟိုသတ်ချင်းမှာတယောက်လာပြောတာဟိုသတင်းဌာနကိုစူပေးအောင်ဒီသတင်းဌာနကိုစူပေးအောင်တဲ့ရီရတယ်အဲ့ကြောင့်ရီလိုက်မိတာသတ်ချင်းမှာသတင်းမီဒီယာသမားတွေဆိုတာဘာတာဝန်ယူတယ်သတင်းမီဒီယာသမားတွေကဘယ်ဘက်ကလဲသတင်းမီဒီယာသမားတွေကဘယ်ဘက်မှာနေရလဲသတင်းမီဒီယာသမားတွေကဘာတွေကိုအသက်ဆုံးပြီးတော့လောက်ရလေသတင်းမီဒီယာသမားတွေကဘာအတွက်ဆိုလို့ရှိရင်အသိရင်သိပလိစေဘဝပြည့်ရင်ပြည့်ပလိစေစောင့်ထိန်ကြလေသတင်းမီဒီယာသမားတွေရဲ့အသစ်ကဘာတော့သတင်းမီဒီယာသမားတွေကဘလို့စောင့်ကြည့်ရှိတော့သတင်းမီဒီယာသမားတွေရဲ့ lifestyle ကဘလို့ကောင်မျိုးတွေလဲသတင်းမီဒီယာဆိုသတင်းတောက်တွေပေါ့နော်အစ်စ်တွေကိုပြောတာအစ်စ်တွေပြောသတင်းတောက်အစ်စ်တွေကဘလို့ကောင်မျိုးတွေလဲဒီကောင်တွေကဘယ်ကောင်တွေကိုကြောက်လဲအဲ့ဒါတွေကိုပြောပြလာတာ3နှစ်ရှိသွားပြီဆိုတော့ခင်ဗျာအိမ်သာသွားလို့ဟာလားသတင်းမီဒီယာသတင်းဌာနတွေကိုကျွန်တော်ပြောလာတာပြောတဲ့စကားကုန်နေပြီဆိုတော့ကျွန်တော်ဘာမှထပ်ပြီးပြောစရာမရှိတော့ဘူးသတင်းမီဒီယာပြီးသတင်းမီဒီယာအလုပ်ကိုတကယ်လုပ်တဲ့သတင်းဌာနတွေယနေ့တော်တော်ရှားပါလာပြီသတင်းပေါ့နော်သတင်းတန်ဖိုးနဲ့ journalism ethic သတင်းစာသမားတွေစောင့်ထိန်ရမယ်စောင့်ထိန်ရမယ်ဟာတွေကိုနံပါတ်1ထားတဲ့သတင်းဌာနတွေနဲလာပြီရက်တီရေးကိုဦးစားပေးတဲ့နံပါတ်1ထားတာပေါ့နော်ရက်တီရေးကိုနံပါတ်1ထားတဲ့သတင်းဌာနတွေပုံများလာပြီသတင်းဌာနတွေအပြည်သူတွေယုံကြည်စိတ်ချရတဲ့တကယ်ဂုဏ်သိက္ခာရှိတဲ့သတင်းဌာနတွေတစ်ခုပြီးတစ်ခုပြုတ်ကုန်ကြပြီအဲ့အတွက်ပြည်သူလူထုအတွက်ဒါအင်မတန်စိုးရင်စရာကောင်းတယ်ဆိုတဲ့အကြောင်းတွေပြောလာတာ
ထက်နေပြီပြောမှပြင်းသွားပြီနော်ပြောမှပြင်းသွားပြီမပြောချင်တော့အဲ့တော့ပြီးခဲ့တဲ့3နှစ်လုံး Star Stone လွှင့်လာတဲ့ live တွေ Facebook နဲ့ YouTube ပေါ်မှာရှိတယ်အဲ့တော့လာကြည့်တဲ့လူတွေကိုသတင်းကြည့်နီးလေးတောင်သင်ပေးခဲ့သေးတယ်နော်သတင်းကြည့်နီးတောင်သင်ပေးဘူးသေးတယ်သတင်းတစ်ပုဒ်ကိုဘယ်လိုကြည့်ရတယ်ဆိုတဲ့အကြောင်းတွေပါသင်ပေးခဲ့ပြီးဖြစ်တယ်အဲ့ဒါလွန်ခဲ့တဲ့3နှစ် Maryland မှာနေကြတဲ့သင်ပေးခဲ့တာဆိုတော့မပြောတော့မောပါဒီကတော့မောတာမဟုတ်ဘူးမပြောချင်တော့လားကျွန်တော်ပြောတာကုန်နေပြီမြန်မာပြည်သူလူထုတည်တင်တည်အပ်တာတွေမြန်မာပြည်သူလူထုတခါမှမကြားဘူးလို့စဉ်းတော်မစဉ်းစားဘူးလို့တွေးတော်မတွေးဘူးလို့မတွေးရဲလို့မသိတာမသိတော့ဒစ်လေတာပေါ့ယနေ့ဒီဘဝရောက်တာပေါ့အဲ့တော့လှုပ်ချင်တဲ့လူတွေလှုပ်ချင်တဲ့လှုပ်ချင်ရလှုပ်နေတဲ့အဖွဲ့အစည်းတွေလှုပ်ချင်ရလှုပ်လို့ရတာပေါ့လှုပ်ချင်ရလှုပ်နေတဲ့လူတွေလှုပ်ချင်ရလှုပ်လို့ရတာပေါ့နှုံကြီးပေးရတာခေါ်တာပေါ့နှုံကြီးပေးရနှုံကြီးကတချို့တွေအသက်ပေးလိုက်ရတယ်နှုံကြီးကတချို့တွေဘဝပေးလိုက်ရတယ်နှုံကြီးကတချို့တွေဘူးမသိကိုမသိနဲ့နေ့စဉ်ဆက်ပြီးတော့တက်လေနေကြတယ်နှုံကြီးမသိချင်းအဝိဇ္ဇာအမှောင်တွေဖုံးနေတာကြောင့်ပြန်ပြီးတော့ပေးဆက်လိုက်ရတဲ့ဟာတွေအများကြီးပဲဘာလို့မသိတာလဲစောက်ချိန်မရှိဘူးသိအောင်လေးလာဖို့အတွက်ကိုယ့်ရဲ့စောက်ချိန်တွေကိုမြန်မာပြည်တော်မစုရုပ်သေးသမ္မတမြန်မာနိုင်ငံအတွင်းမှာမိတိနေထိုင်ကြကုန်သက်ပုရိသသူတော်ကောင်းအပေါင်းတွေကရာဂိုင်နှုန်းအများစုဟာစရမ်းဖြည့်ပြီးသွားရင်စရမ်းအောင်ပြီးသွားရင်ဘာမလေးလာတော့ဘွဲရပြီးသွားရင်ဘာမလေးလာတော့သူတို့လေးလာတယ်ဆိုတာလေတင်နန်းတက်နေတယ်ဘယ်တင်နန်းတက်နေတယ်ဟိုတင်နန်းတက်နေတယ်ဒီတင်နန်းတက်နေတယ်ဟိုတင်နန်းတက်နေတယ်ဒီတင်နန်းပြီးတော့ဟိုတင်နန်းတက်တယ်ဟိုတင်နန်းပြီးတော့ဒီတင်နန်းတက်တယ်အဲ့ဘာလို့လုပ်နေလဲဆိုတော့သူတို့အဲ့ဒါတွေကိုတကယ်လေးလာနေတာမဟုတ်သူတို့ကောင်းလို့ရပေါ့သူတို့ဝင်ငွေလာတာပေါ့နော်အဓိကတော့လာတာပေါ့လာတာကောင်းတဲ့လမ်းကြောင်းတွေကိုရှောက်ဖို့အလုပ်လမ်းစာကောင်းတဲ့အလုပ်တွေကိုရဖို့အတွက် certificate တွေလိုက်စုနေတာအောင်လက်မှတ်တွေလိုက်စုနေတာ passion passion လို့ခေါ်တဲ့ရင်ထဲကနေဒီဟာအတွက်ဆိုရင်ငါသေဝင်နေဒီဟာအတွက်ဆိုရင်ငါမအိပ်ဖဲမစားပဲနဲ့လုံနိုင်တယ်ဒါအတွက်ဆိုရင်ထမင်းမေ့ဟင်းမေ့ဆိုတဲ့ကိုဝါသနာပါတဲ့ကိုချစ်မြတ်နိုးတဲ့ရင်ထဲမှာမီးတွေပေါ့နော်အလျံညီတောက်လောင်နေတဲ့မီးနဲ့လိုက်ပြီးတော့လေးလာတင်ယူလေးလာတင်ယူနေကြတာမဟုတ်အဲ့လိုယနေ့အချိန်ကာလမှာဘယ်လမ်းကြောင်းတွေကတော့ဝင်ငွေကောင်းတယ်ယနေ့အချိန်ကာလမှာဘယ်လမ်းကြောင်းတွေကတော့အဓိကတော့စောက်ဆံပေါ့နော်ပြည်တော်မစုရုပ်သေးသမ္မတမြန်မာနိုင်ငံမှာအဲ့ဒီစောက်ဆံများရနေတဲ့လူတွေလှုပ်တဲ့လမ်းကြောင်းတွေကိုကိုနဲ့ဆိုင်ဤမဆိုင်ဤငါနဲ့ဖြစ်ဤမဖြစ်ဤမသိဘူးလိုက်ကြတာလူငယ်တွေကလိုက်နေကြလားဆိုမဟုတ်ဘူးဗျအဓိကတော့မိဘတွေကတွန်းအားပေးတယ်မိဘတွေကနားမလဲဘူးကိုသားသမီးကဘလို့စိတ်ဝိညာဉ်နဲ့မွေးဖွားလာတာလဲကိုသားသမီးကငငယ်တည်းကဘာကို तू ကအားတန်လဲကိုသားသမီးကဘာကျွတ်လဲပေါ့လူငယ်တွေပြောတဲ့စကားလည်းပြောနော်ဘာကျွတ်လဲပေါ့ဘာကျွတ်လဲဒါတွေကိုမိဘတွေကမသိတော့သူများတွေဒီတင်တန်းတက်တယ်ဒီတင်တန်းကနေအလုပ်ကိုင်ကောင်းကောင်းနေရတယ်ဆိုရင်အဲ့တင်တန်းကိုသားသမီးတွေကိုပို့ကြတာဒါခေတ်ဆက်အခုမှမဟုတ်ဘူးမင်းအောင်လာနာသိမ်းမှမဟုတ်ဘူးမြမယဉ်ကျေးမှုဖြစ်နေတာမြမယဉ်ကျေးမှုတွန်းအားပေးတယ် pressure ပေးတာပေါ့နော် PR တွေပေးတယ်အဲ့တော့လူငယ်တွေကလည်းမသိဘူးဗျသူတို့ကိုသူတို့ကျွန်တော်ပြောခဲ့ပြီဘာဝါသနာပါလဲခင်ဗျားတို့လူငယ်တွေဘာလို့မှမသိကိုယ့်အကူပဲပြန်ပြီး study လုပ်ကိုယ့်ပြန်လေးလာငါကဘာဝါသနာပါလဲခဏကကျွန်တော်ပြောတဲ့ passion ငါကဘာ passion ရှိလဲငါဘာလုပ်နေရရင်ပျော်လဲအဲ့တော့ညီညီမတွေကိုကျွန်တော်အကြံပေးချင်တာဘာလို့မှမသိဘာမှမလုပ်နဲ့ please ဘာလို့မှမသိဘူးဒါဆိုရင်ဘာလို့မှမသိဘူးဒီခေတ်ကာလကြီးမှာဘာလို့မှမသိဘူးမိုးလေးမိုးချိုးအဲ့ဘာလို့မှမသိတော့ဘာလို့မှမသိပါဘူးဟဲ့ဘာလို့မှမသိပါဘူးဟဲ့ဘာလို့ရင်ကောင်းမလဲဟဲ့ကောင်မရင်ငါဘာလို့ရင်ကောင်းမလဲဟဲ့ကောင်ရင်ငါဘာလို့ရင်ကောင်းမလဲ
ဘာလို့ကကောင်းမဘာလို့ရရင်ကောင်းမလဲဆိုတာကိုမသိရင်ဘာမလုပ်နဲ့ please ဒီစကားတွေကအစ်စ်တွေလားတော်တူမှာမတွေ့ရကြပြီပြောပါဦးကျွန်တော်ပြောနေတဲ့ဒီစကားတွေအစ်စ်တွေလားမဟုတ်ဘူးအစ်စ်တွေလို့အခုမှလာကြည့်တဲ့လူတွေကနားထောင်နေတာအစ်စ်တွေလို့နားထောင်နေတာအဲ့တော့ကျွန်တော်လည်းပြောမှရမယ်ဘာလို့ဆိုသူတို့ကမျက်စိရှိရောက်လာတဲ့အချိန်နားရှိရောက်လာနားမှာကြားတဲ့အချိန်ပဲသူတို့နားထောင်တာအိမ်စာမလုပ်တတ်ဘူးမလေ့လာတတ်ဘူးမြန်မာပညာရေးကမိဘနဲ့ဆရာပူးပေါင်းပြီးတော့ကလေးပညာရေးမှာမလေ့လာတတ်အောင်လုပ်လွတ်လိုက်တာစာရီကြီးပဲအော်ကြအောင်လုပ်လွတ်လိုက်တာအဲ့တော့မိဘနဲ့ဆရာမှာတာဝန်ရှိတယ်သူတို့မလေ့လာတတ်ဘူးလူများစုကမလေ့လာတတ်ဘူးအဲ့ဒီကျွန်တော်ပြောနေတဲ့စကားတွေလည်းထမ်းနေပြီဒါပေမဲ့ပြောရမှာပဲမပြောလို့မရဘူးဟုတ်ဆိုပြောနေတဲ့အချိန်မှာကြားသွားရင်စဉ်းစားဖြစ်သွားအောင်ဟုတ်လားတကယ်တော့ကျွန်တော်ပြောပြီးသားစကားတွေကြီးပဲ3နှစ်လုံး YouTube နဲ့ Facebook မှာပြောပြီးသားစကားတွေထပ်နေပြီနိုင်ငံရေးလားလူမှုရေးလားကတိမောဟရေးလားပေါင်ကြားတဲ့အရေးလားမြန်မာရက်ွက်တဲ့အရေးလားခင်ဗျားတို့အမျိုးတွေတဲ့စောင့်မျိုးတွေတဲ့အရေးလားလူငယ်တွေရေးလားတိုင်းရင်းသားရေးလားပြည်တွင်းစစ်ရေးလားကျောင်းစင်တွေအမျိုးမျိုးပေးပြီးတော့ပြောခဲ့ပြီတမုံပြောခဲ့ပြီအင်းနဲ့အားနဲ့ပြောခဲ့ပြီမျက်ရည်လေရွယ်နဲ့ပြောခဲ့ပြီဆဲဆိုပြီးပြောခဲ့ပြီ energy တွေအများကြီးစိုက်ထုတ်ပြီးပြောခဲ့ပြီတခါတည်းကျွန်တော်မပြောချင်တော့ပြောပြီးသားရေလက်ထက်ပြောနေရတယ်ပြန်မနားမထောင်တာ all stars လုံးဘာတွေပြောနေလဲမသိဘူးသူဘာတွေပြောပြီးသွားပြီလဲမသိဘူးဟမ်စိတ်ကိုဝင်သားတာမလိလာတော့ဟိုအကြောင်းလေးပြောပေးပါအောင်ဒီအကြောင်းလေးပြောပေးပါအောင်ဟိုအကြောင်းလေးပြောပေးပါအောင်ဒီအကြောင်းလေးပြောပေးပါအောင်လာမေးတာတွေကအများကြီးနေ့တိုင်းတွေ့ရတယ်ဒီကတော့အဲ့အကြောင်းတွေကခေါင်းစဉ်ပေးပြီးပြောခဲ့ပြီးသားအကြောင်းအရာတွေပဲခေါင်းစဉ်တီးသန့်ပေးပြီးကိုပြောခဲ့တာကျွန်တော်လွင့်တဲ့ live တိုင်းမှာခေါင်းစဉ်ပါတယ်ကျွန်တော်အဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့ဟာတွေကိုထောက်ပြတယ်အကြံပေးတယ်ဘယ်လိုအရှင်းမှရတော့မယ်ဆိုတာနဲ့ဏီကုန်းချုပ်တယ်မင်းကပြောပဲပြောနေတာပဲမင်းကပြောပဲပြောနေတာအဓိကတော့နားလည်နိုင်စွမ်းမရှိတာနားလည်နိုင်စွမ်းဆိုတဲ့ခေါင်းစဉ်မှာပေးခဲ့ဘူးတဲ့မလေးမလားကျွန်းတတာတဲ့ခေါင်းစဉ်ပြီးပြောဘူးတယ်မလေးလာတော့ကျွန်းတတာပဲအဲ့တော့ပြည်တော်မစုရုပ်သေးသမ္မတမြန်မာနိုင်ငံအတွင်းမှာကျွန်းစိတ်ပေါက်နေတာမဟုတ်ဘူးဗျခင်ဗျားတို့ခဏခဏပြောကျွန်းစိတ်ပေါက်နေတာကျွန်းစိတ်ပေါက်နေတာမဟုတ်ဘူးမလေးလာတဲ့လူကကျွန်းတတာပဲလေးလာတာဘယ်တော့ပြီးသွားမလဲမင်းကအလုံးစုံသိမြင်တော်မူတော့လားတော်မူတော်လားမင်းကဖျားဖြစ်နေပြီဆိုတဲ့ခေါင်းကြီးဟာလေ Facebook တွေပေါ်မှာရေးနေတာတွေ့တယ်ကျွန်တော်တွေ့တယ်ကျွန်တော်တယောက်တည်းနေမဟုတ်ပါဘူးသူတို့အကုန်လုံးကိုပြောတာဖြစ်မှာပေါ့နော်အလုံးစုံသိမြင်တော်မူတော်တွေများတယ်ဟုတ်လားကိစ္စအဝဝအလုံးစုံသိမြင်တော်မူတော်တွေများတယ်လို့မြန်မာ Facebook ထဲမှာစောင်းမြောင်ရေးကြတဲ့ဟာတွေကျွန်တော်အများကြီးတွေ့တယ်ကျွန်တော်ဟိုတင်စောင်းမြောင်ရေးတာမဟုတ်ဘူးအဲ့လိုနေပဲသီးပေါ့နေပဲသီးမှာသူတို့ကျွမ်းကျင်ရာလိမ္မာကိစ္စတွေပေါ့နေပဲသီးမှာတိတဲ့လူတွေကတိတဲ့ကိစ္စကိုထပြောကြတဲ့အခါမှာခဏကမလေးမလာကျွန်းတာဘဝနဲ့တစ်သလုံးနေခဲ့တဲ့အိစားကာမနဲ့စောက်ဆန်လောက်ပဲတိတဲ့ trend တော့ပဲလိုက်တာပေါ့နော်ဒီလူဖွဲ့စည်းတဲ့ပေပေါင်ကြားတဲ့ရှိတဲ့ပေတန်နဲ့တိုင်းပြီးတော့ပေါင်ကြားထဲမှာရှိတဲ့ဟာလောက်ရှိတဲ့ပေတန်နဲ့တိုင်းနဲ့လူထင်ကြီးခံရမယ်ကိစ္စတွေလူလေးစားမယ်ကိစ္စတွေလူချစ်မယ်ကိစ္စတွေလူကြိုက်များမယ်ကိစ္စတွေနာမည်ကြီးမဲ့ကိစ္စတွေအဲ့လိုဟာမျိုးတွေနောက်ပဲလိုက်နေကြတော့မသိဘူးပေါ့မသိတော့မသိရင် तू ကအလိန်ခံမှာပဲမသိရင်အခိုင်းခံမှာပဲမသိရင်ကျွန်းဘဝရောက်တာပဲနော်ကျွန်းဘဝရောက်တာပဲအဲ့တော့မလေးမလာကျွန်းသားသားဆိုတဲ့ခေါင်းစဉ်မြန်မာလိုရိုက်ရှာပြောထားပြီအဲ့ဒါယူထပ်ပြီးတော့မပြောချင်တော့နော်အဲ့တော့ဘာဖြစ်တာလဲအဲ့စကားလေးကိုကြုံလို့ပြောအောင်မယ်အလုံးစုံသိမြင်တော်မူတော်တွေများတယ်အဲ့လိုလူတွေ online ပေါ်မှာများတယ်တွေ့ရတယ်ဒီကောင်တွေကကွာစောက်အစစရဲအကုန်သူတို့သိနေကြတယ်မိုးမာစောက်ရေးမပါလေဟာသူ
ဟိုဟာလေးလည်းသိပြန်ဒီကလည်းသူတို့ပါဟိုဟာလည်းသူတို့သိပြန်စောက်ငါလုံးလိုက်အဲ့ဒါများသောအားဖြင့်ဘာဖြစ်တာလဲဆိုတော့သူတို့မသိတာကိုသူတို့မသိတာလေးလာငယ်တဲ့ကလေးလာတော့ဝါသနာပါတယ်လေးလာတတ်တဲ့လူတွေလေးလာပြီးတော့သိထားတဲ့လူတွေကကိစ္စလေးတွေတွေ့ရင်မနေနိုင်လို့လူဖွဲ့စည်းကောင်းစေခြင်းလို့ဒါတွေကိုလူများသိပါစေတော့ဟဲ့ဆိုတဲ့စိတ်စေတနာနဲ့ပြောကြတယ်ရေးကြတယ်နှမျိုးစုံတယ်ပေါ့ဗျာသူတို့တန်ရာကိစ္စတွေနဲ့အများပြည်သူသိအောင်ပြန်ပြီးတော့ဖောက်တယ်ချကြတယ်ဖေတော့မောင်တော်တွေကိုပြောနေတာမဟုတ်တကယ်ဟိုလူဖွဲ့စည်းအတွက်အရေးကြီးတဲ့ကိစ္စတွေကိုပြောနေတာလူဖွဲ့စည်းမှာပြုပြင်ပြောင်းလဲမယ့်ကိစ္စတွေလူဖွဲ့စည်းအတွက်အရေးကြီးတဲ့ကိစ္စတွေလူဖွဲ့စည်းကိုစေတနာနဲ့ပြောတဲ့ထောက်ပြတဲ့ဘယ်လိုအလုံးမှပြောင်းမှရတော့မယ်ဆိုတဲ့ကိစ္စမျိုးတွေပေါ့တေးချာ professional ဆန်ပြောကြဆိုကြထောက်ပြကြတာတွေကိုလေကျွန်တော်ပြောသလိုပေါ့ဒီကောင်တွေကငါဆက်ရက်ကနေပဲစောက်အကုန်သိနေတာပဲငိုးမားတွေဘောပဲဆိုတဲ့လူတွေကဘာဖြစ်တာလဲဆိုတော့သူတို့မသိတာကိုသူတို့မသိတာဗျသူတို့မသိတာကိုသူတို့မသိတာတကယ်တော့ဒါလေးတွေကသူတို့ဘာသူတို့ငငယ်တွေကမလေ့လာတတ်လို့လေ့လာခြင်းစိတ်မရှိလို့လေ့လာဖို့အချိန်မသုံးခြင်းလို့လေ့လာခေါင်းမလေ့လာတတ်လို့ပြောရရင်တော့အဲ့တော့သိတဲ့လူတွေကိုသူတို့စောင့်မြင်ကြတယ်မြမလူပဲဒီမှာတက်တိပညာရှင်တွေကိုလူအုပ်ကြီးကစောင့်မြင်ကြတယ်တက်တိပညာရှင်တွေကိုလူအုပ်ကြီးကစောင့်မြင်ကြတယ်အဲ့ဒီမှာ NCA အကြောင်းလာပြောလို့ကျွန်တော်စကားတစ်ခုပြောလိုက်မှာNCA ကကျန်စနေပြေပါပဲအဲ့စနေအတွင်းမှာသူတို့စကားရဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းလျှောက်သွားခဲ့ဘူးလေတိုက်ပွဲတွေအများကြီးရှိတယ်မြန်မာပြည်မှာဒေါအောင်ဆန်းစုကြည်လက်ထက်မှာပြန်နေတဲ့အချိန်မှာအဲ့အောက်ချိန်မှာထိတွေ့မှုတွေအလဲထိတွေ့မှုတွေကအပေါ်မှာသူကသူအပြစ်ကရက်သေးရေးထိုးထားလဲအောက်ချိန်မှာထိတွေ့မှုတွေဒါစကလုံးသူတို့သုံးတဲ့အောက်ချိန်မှာထိတွေ့မှုတွေခဏခဏဖြစ်တယ်အဲ့အောက်ချိန်မှာထိတွေ့မှုတွေခဏခဏဖြစ်တိုင်းလေအကုန်လုံးက interest တွေပါတယ် interest အကျိုးစီးပွားတွေပါတယ်ဟုတ်တယ်မလားထိတွေ့မှုတွေခဏခဏဖြစ်တိုက်ပွဲတွေဖြစ်တာပေါ့တိုက်ပွဲတွေဖြစ်လို့ရှင်လဲထိုးတာအပေါ်ကထိုးတာလေအောက်မှာချတဲ့ကိစ္စတွေအများကြီးအဲ့တော့ NCA 10နှစ်အတွင်းမှာမချဘူးလားမဟုတ်ချတယ်လက်မဲ့ထိုးတာပဲအောက်မှာချတာပဲဒါကကျွန်တော်ကိုယ်တိုင်လျှောက်သွားလာတဲ့တိုက်ပွဲတွေအရာကျွန်တော်သိတယ်အဲ့တော့ထိတွေ့တိုက်ပွဲတွေကရှိခဲ့တယ်ရှင်မြဲပဲရှိနေအောင်ပါပဲအဲ့ကျွန်တော်အဲ့ကိစ္စကိုဘာမှမပြောချင်ဘူးပင်လုံစာချုပ်ရှိတာပဲပင်လုံစာချုပ်ကြီးတောင်ရှိတာပဲခင်ဗျာမနေ့တနေ့ကမှစင်နှစ်သား NCA လောက်ကိုလာမပြောနဲ့ဟာလားစင်နှစ်သား NCA လောက်ကိုလာမပြောနဲ့ပင်လုံစာချုပ်ကြီးတောင်ရှိသေးတာပဲနှစ်ပေါင်းဘယ်လောက်ကြာပြီလဲကဲတိုင်းသားတွေသွားမေးကြည့်ဦးပင်လုံစာချုပ်ကြီးကိုတိုင်းသားတွေယုံလားအဆင်ပြေလားလို့ဟုတ်လားအဲ့တော့ NCA ကပင်လုံနဲ့ရှင်ခင်ဗျာလေတတန်းအဝေးပင်လုံကြီးတောင်မှပင်လုံပဲလေကြောက်တိုင်တော့ရှိတာNCA ရဲ့ကြောက်တိုင်မရှိသေးပါဘူးကြောက်တိုင်နေရှိတယ်တရားတွေရှိတယ်ပင်လုံဘာညာတွေပေါ့ဗျာပင်လုံလက်ဖိတ်ဆိုင်ရှိတယ်ပင်လုံမှတ်တိုင်ရှိတယ်ဘာပင်လုံညာပင်လုံတွေတော့ရှိတာပဲ NCA ကခင်ဗျာပင်လုံလောက်နေမှမကြည့်ပါဘူးပင်လုံလောက်သမိုင်းမဝင်ပါဘူးဟာပင်လုံတော့မှချင်းနေဘလို့ရှိလေလို့ NCA လောက်ကခင်ဗျာစကားလာပြောတယ်အဲ့လိုပဲပင်လုံလိုပဲပေါ့ထိုးတာပဲပေါ့ဟာပြည်တော်မစုရုပ်သေးသမရမြန်မာနိုင်ငံအတွင်းမှာမီတင်းနေထိုင်ကြကောင်ဆိုတပ်ပွေးသားသူတို့ကောင်းအပေါင်းဟာစံစင်ရာချပွေးလိုက်တယ်စံစင်ရာချပွေးလိုက်တယ်အဖြစ်ပြက်တယ်သတင်းတပုတ်တွေသတင်းတွေပေါ့ဗျာနေ့စဉ်ဖြစ်ပြက်နေတဲ့သတင်းတွေနောက်ကိုလိုက်ပြီးတော့စီးမျောတယ်ဒါပေမဲ့အဲ့သတင်းတွေရဲ့ background တွေကိုမသိဘူးအခုနောက်ပိုင်းသတင်းတွေကလည်း background တွေပဲမပါတော့ဘူးဗျာသတင်းနောက်တွေစောက်ပြင်းကြည့်ပါရင်များသောအားဖြင့်သတင်းတွေက background မပါတော့ background ဆိုတာ
ပါတယ်လေတရင်တပုတ်ရဲ့တန်ဖိုးမှာ background ဆိုတာလည်းပါတယ် background ဆိုတော့သူတရင်မှာဟိုအောက်ဆုံးမှာရေးတာပေါ့ဟာအခုနောက်ပိုင်းတရင်တွေကဒီနေ့ဘယ်မှာဘာဖြစ်ဘာညာဖြစ်ပေါ့ဗျာဖတ်လိုက်တဲ့လူကအဲ့ဒါပဲအဲ့လောက်ပဲအဲ့ထက်ဘာမှမဟုတ်ဘူးအဲ့တော့တရင်ဖတ်တဲ့လူတွေကလည်းဖတ်တာဖတ်ဟယ်လိုအတန်ပြောက်သွားလားအတန်ပြတ်သွားလားအတန်ပြတ်သွားလားအတန်ကောင်းသေးလားပြန်ကြားပြီလားကျွန်တော်မိမဖုန်းဝင်လာတော့အတန်ကောင်းသေးလားမသိအတန်ကြားသေးလားတယောက်လောက်လုပ်ပါအောင်ကွန်မန့်လေးအတန်ရပြီနော်โอเคစောဘာဘလူးထူ sorry တော့ကျွန်တော်ခင်ဗျားနာမည်ကိုအတန်ထွက်တာကျင်းသေးပေါ့မှားမှာပဲခင်ဗျားအင်္ဂလိပ်လိုရေးထားတာကိုကျွန်တော်ဖတ်တာဆိုတော့လေမှားမှာပဲကျင်းသေးပေါ့ဟုတ်ပြီကိုဝေလွင်ကိုစိုးဝေလွင်ကျေးဇူးပါဆက်ပြောမယ်နော်ခင်ဗျားတို့ကျွန်တော်ပြောရတယ်လဲမောလာပြီအဲ့ဒီနေ့စဉ်သတင်းတွေနောက်ကိုမလိုက်နဲ့ please မလိုက်နဲ့အဲ့ဒီနေ့စဉ်ဖြစ်ပြနေတဲ့အဖြစ်ပြက်အကြောင်းတရားတွေမှာပဲလိုက်ပြီးတော့ခံစားမနေနဲ့နောက်ခံအကြောင်းတရားတွေကမင်းအွန်လိုင်းအာဏာသိမ်းပြီးမှထပြီးတော့လေ့လာလို့လဲသိမှာမဟုတ်ဘူးသို့ပေါ့လားခင်ဗျားတို့ဒီနေ့မင်းအွန်လိုင်းအာဏာသိမ်းပြီးမှသတင်းတွေကိုဖတ်ကောင်းမှသိလာတဲ့လူတွေခမ်းမှာမင်းအွန်လိုင်းအာဏာသိမ်းပြီးမှနိုင်ငံရေးကိုပြောရဲဆိုရဲတဲ့လူတွေခမ်းမှာမင်းအွန်လိုင်းအာဏာသိမ်းပြီးမှနိုင်ငံရေးဆိုတာကိုငါတို့နဲ့သက်ဆိုင်မှာလားလို့သိလာတဲ့လူတွေခမ်းမှာခမ်းမှာဆိုတဲ့အကြောင်းပြုံးပြုံးပြောနေတာစိတ်တော့မကောင်းဘူးဒါပေမဲ့ခမ်းမှာဘာလို့နောက်ခံအကြောင်းတရားတွေဟာဆယ်စုနှစ်တွေအများကြီးနဲ့ခြီးပြီးတော့စောင့်ကြည့်လာမှဆက်ဆက်မိတာသိနိုင်တာနောက်ခံအကြောင်းတရားဆိုတာအခုbackground တွေကဒီဘက်သတင်းတွေမှာတော်တော်တွေ့ရခဲသွားပြီလို့ကျွန်တော်ပြောတယ်တကယ်ဟို background ပေါအောင်ထည့်တဲ့သတင်းဌာနတွေသတင်းတောက်တွေတော်တော်နည်းသွားပြီရှိတော့ရှိတယ်ရှားတယ်ဆိုတော့ background တွေကိုသိမှာဗျအဲ့တော့သတင်းမှာ background သိမှာလားမဟုတ်ဘူးလေကျွန်တော်တို့နေ့တူကလူချင်းဆက်ဆံနေတဲ့အခါမှာလဲတခိုးတမတ်ထင်တဲ့ကိစ္စတွေမြန်မာစကားရှိရနော်တခိုးကိုတမတ်ထင်တာအဲ့ဒါ background မသိလို့လေသူတခိုးမှမသိဘူးတမတ်ထင်တာတော့ပေါ့လားတခိုးမှမသိလို့တမတ်ထင်တာ background မသိတော့ဒီလူနောက်ကျောင်းကိုမသိတာဒီလူကဘာသမိုင်းကျောင်းရှိလဲမသိတာအဲ့တော့ကျွန်တော်တနာတယ်စိတ်လည်းမကောင်းအစွန်းတွေကသတင်းတွေကိုခန်းစားချက်နဲ့ဖတ်ပြီးတော့ယတ္တစာပေတွေကိုသတင်းဖတ်တယ်လို့ဖတ်တာဒီမှာလူဖွဲ့စည်းဟာထပ်ပြောမယ်သတင်းတွေကိုခန်းစားချက်နဲ့ဖတ်ပြီးတော့ယတ္တစာပေတွေကိုသတင်းဖတ်တယ်လို့ဖတ်တယ်မြန်မာလူဖွဲ့စည်းဖြစ်နေတာကြားလာပြီပြည်တော်မစုရုပ်သေးသမ္မတမြန်မာနိုင်ငံအတွင်းမှာမီတင်းနေထိုင်ကြကုန်သောတပ်ပရိသတ်ဆိုတော့အပေါင်းဟာယတ္တစာပေတေဆုံးခြင်းနဲ့အတူယတ္တစာပေတေဆုံးခြင်းနှင့်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောခဲ့ပြီးယတ္တစာပေတေဆုံးလို့မြန်မာလူဖွဲ့စည်းယနေ့ဒီဘဝရောက်သွားတာလို့ကျွန်တော်ပြောလာတာ3နှစ်ရှိပြီမြန်မာမင်း3နှစ်ရှိလာတယ်ငါတို့ကနားမထောင်ဘူးလားနားမထောင်တာမင်းတို့အကြောင်းမင်းတို့ကိစ္စပြောမှာငါကိစ္စအဲ့တော့ယတ္တစာပေတေဆုံးခြင်းနှင့်ဆိုတဲ့ခေါင်းစဉ်မြန်မာလူရိုက်ရှာရင်ရှိတယ် YouTube မှာယတ္တစာပေတေဆုံးခြင်းနှင့်ပြောခဲ့ပြီအဲ့တပုတ်ပဲပြောတာလားမဟုတ်ဘူးကြုံတိုင်းပြောတယ်အခုလည်းထပ်ပြောမိပြန်ပြီယတ္တစာပေတွေကိုငငယ်တွေကဖတ်ကောင်းမှမသိတာဒီကလေးတွေမှမဖတ်တာလားမဟုတ်ဘူးသူတို့မိဘတွေအသက်50-60တွေလည်းမဖတ်ဘူးအများစုအဲ့ဒီ50-60တွေရဲ့အဖေအမေတွေ
အိမ်မှာတက်ရှိထင်ရှားရှိနေသေးရင်လည်းဖတ်တဲ့လူကတော်တော်နေတယ်ယတစာပေခံစားမှုယတ art appreciation အနုပညာခံစားမှုတွေအင်မတန်စောက်ချာနှုံချာစောက်ပြက်အောက်တန်းကြဘူဂျာလီဆန်စောက်တော်သားဆန်အဲ့တော့ဘာဖြစ်လဲဆိုတော့ယတစာပေတွေယတစာပေလို့မပြောတော့ဘူးယတစာချောင်းလေးတွေစာတူလေးတွေ Facebook ပေါ်မှာတွေ့တဲ့ယတစာတူလေးယတစာစုလေးဒီလိုတော့မှသတင်းဖတ်တယ်လို့ဖတ်တယ်သတင်းဖတ်တယ်လို့ဖတ်တာဟောသတင်းတွေကိုကြတော့ခံစားချက်နဲ့ဖတ်တာသတင်းတွေကြောင့်ခံစားချက်နဲ့ဖတ်တာသိပြီသိငုံမချဟာတိမ်လိုက်တိမ် yes ပြန်ပေးလိုက်ရပြီဟာငုံမဘာလို့ပြန်ပေးလိုက်တာလဲကွာရာယူပြီးပြန်ပေးလိုက်ရတာလေမရတိုင်းလို့ကိုယူစားပါမယ်မောင်မြေဝိုင်းမောင်မြေဝိုင်းပြန်ပြောင်းငါအတိတ်ကြောင်းကိုမစင်စားခြင်းနဲ့အလွာချာလေးတဲ့ဦးအချစ်ဦးရဲ့တရင်တွေကို emotionally ဖတ်နေတာတရင်လို့မဖတ်တော့တရင်လို့မဖတ်တတ်တဲ့တရင်လို့မဖတ်တတ်တဲ့ပြည်တော်မစုရုပ်သေးသမမြန်မာနိုင်ငံအတွင်းမှာမီတီနေတဲ့ညကောင်တပ်ပူရီသားသူတော်ကောင်းအပေါင်းအများစုဟာတရင်တွေကို emotionally စိတ်ခံစားချက်တွေနဲ့နေ့စဉ်ဖတ်နေကြတယ်အာလှပြီစောင်းရမ်းလှပြီတရင်တွေရဲ့ခေါ်ဆောင်တာခေါ်ဆောင်ရနောက်ကိုနွားတွေလိုပါနေကြတယ်တရင်တွေရဲ့သားကောင်ဖြစ်သွားတယ်ဘယ်သူပြောနေရလဲပြောနေရလို့တစ်ချက်ရှိုးပြောနေရလို့တစ်ချက်ရှိုးအဲ့တော့သတင်းတွေမှာ background တွေလည်းမပါတော့ဘူးသတင်းဌာနတွေကလည်းရက်တီရေးအတွက်ဦးစားပေးနေကြပြီကျွန်တော်ပြောခဲ့ပြီသတင်းတန်ဖိုးတွေ journalism ethic တွေ number 1 မဟုတ်တော့ဘူးရက်တီရေးက number 1 ဖြစ်သွားပြီသတင်းဌာနတွေဆက်လက်ရှင်သန်နိုင်ရေးက number 1 ဖြစ်သွားတယ်အဲ့တော့ budget တွေပေးထားတဲ့အဖွဲ့အစည်းတွေ budget တွေပေးထားတဲ့ donor organization လို့ခေါ်တာပေါ့အဖွဲ့အစည်းတွေရဲ့ policy တွေမူဝါဒတွေနဲ့အားရတွေပါလဲပါတာပေါ့ဗျာအများကြီးကိုအဲ့ဒါတွေပြောမယ်ဆိုတော့အဲ့ဒါကြီးကတက်တခန်းတနာပြောရမှာဖြစ်တယ်အဲ့တော့အဲ့ဒါတွေလည်းပြောခဲ့ပြီးပြီဆိုမနေ့တနေ့မှာသတင်းဖတ်ကောင်းမှန်သိလို့သတင်းတွေကိုစဖတ်တဲ့လူတွေအနေနဲ့တော်တော်သနာစရာကောင်းတယ်ဒါကြောင့်မလို့သတင်းဖတ်နေယူကျွန်တော်သင်ပေးခဲ့တယ်ခမ်းမှာထပ်ပြောမယ်ခမ်းမှာသတင်းတွေရဲ့သားကောင်ဖြစ်တာသတင်းဌာနတွေသတင်းတောက်တွေကိုယ်တိုင်ဟိုကပြောရရင်တော်တော်ချင်းနေမကောင်းတော့အခုနောက်ပိုင်းမှာတော်တော်ချင်းနေမကောင်းတော့ဒါမြန်မာနိုင်ငံမှာဆက်ပြီးရှင်တန်နေတယ်ခင်ဗျားတို့ဖေတော့မောင်တော့ဆယ်လီသတင်းတွေကိုပြောနေတာမဟုတ်ဘူးနော်နိုင်ငံရေးသတင်းတွေအရေးကြီးတဲ့ fucking serious သတင်းတွေကိုတင်ဆက်နေကြတယ်ထုတ်လုပ်နေကြတယ်သတင်းဌာနတွေအခုကခင်ဗျာ online media တွေမှုလို့ပေါက်နေတာမီဒီယာမဟုတ်တဲ့ဘာတွေမှမသိတဲ့ဟာတွေကလည်းရေးကျင်တာတွေရေးနေတာသတင်းဟိုပြောရမယ်ဆိုရင်သတင်းတွေကိုစားသုံးတဲ့လူတွေကလည်းသတင်းတွေကိုမစားသုံးတတ်ဘူးအဲ့တော့သတင်းတွေမှာအစိတ်တောက်တွေအများကြီးပဲမနေ့မိုးလင်းလာတယ်ခင်ဗျာသတင်းဖတ်လိုက်လို့ဒီနေ့တနေ့ကုန်ခင်ဗျာ bad day fucking bad day ခင်ဗျာတကယ်မကောင်းတဲ့နေ့ရသွားမှာအစိတ်တောက်တွေအများကြီးဖြစ်နေပြီအစိုးရကကျွန်တော်ကတော့ပြောသလိုပဲသတင်းဖတ်တဲ့သတင်းကိုခန်းစားချက်တွေနဲ့ဖတ်ပြီးတော့ယတစာပေတွေကိုသတင်းဖတ်တယ်လို့ဖတ်နေတာမင်းကရသောက်တိတ်ပဲမရှိတာဆိုတော့ယတစာပေတွေကိုသောက်တိတ်ပဲမရှိဘူးသတင်းဖတ်တယ်လို့ဖတ်တာမင်းကရဘိုင်းမလည်းမသိဘူးမင်းစကလုံးကြီးကဘိုင်းမလည်းမသိဘူးမင်းနေရေးထားတာရဘိုင်းလေမင်းခန်းစားတာရပုံမကြဘူးမင်းခန်းစားတာရမဟုတ်ဘူးဒါယတစာပေအဆင့်ကိုမပြောဘူးစာအုပ်အဆင့်ကိုမပြောဘူးယတစာဒိုစာစုလေးတွေကိုတောင်မှခင်ဗျတက်ရေးကြည့်ခင်ဗျားခံစားရတာလေးကိုရက်တမြောက် Facebook မှာတက်ရေးအောက်မှာလာပေးတဲ့ comment တွေကိုခင်ဗျားထိုင်ပြီး analysis လုပ်ကြည့်ခင်ဗျားခံစားချက်နဲ့ရက်တမြောက်ရေးထားတဲ့စာစုစာဒိုလေးတွေကိုလာဖတ်တဲ့ပရိသတ်ဟာရက်တစာပေမဖတ်တဲ့အတွက်သတင်းဖတ်တယ်လို့ဖတ်တာခင်ဗျားတော့ feeling အပြည့်နဲ့ဒီမှာစကလုံးတွေတခြားစဉ်းစားပြီးရက်တမြောက်ရေးတာပဲလာဖတ်မဲ့ခင်ဗျားရဲ့ Facebook ထဲမှာရှိတဲ့ပရိသတ်အများစုဟာသတင်းဖတ်တယ်လို့ဖတ်မှာသတင်းတွေကိုတော့ခံစားချက်တွေနဲ့ဖတ်နေကြတယ်ဒီလူဖွဲ့စည်းဟာအင်မတန်အန္တရာယ်ကြီးတယ်
အင်မတန်အနေအများတယ်ခင်ဗျားတို့သတင်းတောက် sense ပေါ့ပြန်ဘယ်နှကြိမ်မြောက်မှန်းမသိကျွန်တော်ဒါခဏခဏ share ဘူးတယ်ဘယ်နှကြိမ်မြောက်မှန်းမသိထပ်ပြောမယ်ဘယ်တော့မှဇွတ်မိတ်မယုံနဲ့ဘယ်တော့မှဇွတ်မိတ်မယုံနဲ့အမြဲတမ်းတန်တရားထားဖို့အတွက်နေရာလေးထားတန်တရားအတွက်နေရာလေးထားသတင်းတွေကိုဖတ်တဲ့အခါမှာဇုံမိတ်ပြီးတော့မျက်စိဇုံမိတ်ပြီးမဖတ်နဲ့ဘယ်ကိစ္စအောင်မဆိုခင်ဗျာကိုပိုင်မတွေးတော့နိုင်ဘူးဆိုရင်လေနည်းနည်းအချိန်ယူပြီးတော့လေ့လာပြီးတော့သုံးသပ်ဖို့အတွက်တန်တရားနေရာလေးနည်းနည်းထားပြီတန်တရားနည်းနည်းထားပြီဟောငါတို့ယုံကြည်ရတဲ့သတင်းဌာနသတင်းပဲငါတို့ယုံကြည်ရတဲ့သတင်းတောက်ရဲ့သတင်းပဲအဲ့တော့သတင်းတောက်အစ်စ်တွေမှာအဲ့ဒီ sense ရှိတယ်ဘယ်သူပြော 100% မယုံဘယ်ကြိုက်တဲ့ကောင်ပြောကြိုက်တဲ့ကောင်ကြိုက်တယ်လို့ပြောငိုယိုပြီးပြောတောင်းပန်ပြီးပြောဖင်မလောင်းထောင်ပြီးပြောရှစ်ခိုးပြီးပြောမယုံဘူးသတင်းတောက်တွေမှာအဲ့ဒီအစ်စ်တွေမှာပြောတာသတင်းတောက်အစ်စ်တွေမှာအဲ့ဒီ sense ရှိတယ်မယုံလို့မရတာယုံလို့မဖြစ်တာတစ်ဖက်နားနဲ့ယုံလို့ကိုမရတာအတန်ပေါင်းမြောက်များစွာကိုလိုက်လံမေးမြန်းနားထောင်ပြီးမှ analysis လုပ်ပြီးမှသုံးသပ်တာသတင်းတောက်အစ်စ်တွေကဒါကြောင့်ဘယ်သူကဘယ်လောက်ပဲဘယ်လိုပုံစံနဲ့လာပြောဘယ်တော့မှမျက်စိစုံမိတ်မယုံတတ်ဘူးအဲ့တော့အဲ့ဒီဟာကိုလည်းခင်ဗျားတို့တာမန်အခုဒီမှာလာကြည့်နေတဲ့လူတွေကိုလည်းကျွန်တော်ပြန် share တယ်ခင်ဗျားတို့သတင်းတွေဖတ်တဲ့အခါမှာစွတ်မယုံပါနဲ့တန်တရားလေးအတွက်နေရာနဲ့ထားပြီးပါ please အဲ့ဆက်သွားအောင်ကျွန်တော်အနေအရင်များနေတယ်နော်သတင်းတွေကလည်းအများစုဟာသတင်းအရေးအသွေးနဲ့သတင်းတန်ဖိုးတွေအမှန်တန်နှိမ်ပါနေတယ်သတင်းတောက်တွေကလည်းခမအခုမျိုးတော်လိုက်နောက်ပိုင်းခင်မှာဘာလို့မှမသိလို့သတင်းတောက်ဝင်လုပ်တဲ့လူတွေအများကြီးတွေ့လာရတယ်ဘာလို့မှမသိလို့ passion လည်းမရှိဘူးကျွန်တော်ပြောတဲ့ passion နော် passion လည်းမရှိဘူးဒီဝါသနာတော့မပါဘူးဗျာဘဝတစ်ချောင်းလုံးဝါသနာတော့မပါခဲ့မင်းလာအနန္တိမိမဟိုပြေးဒီပြေးဟိုရောက်ဒီရောက်နဲ့နောက်ဆုံးအဲ့ဒါဘာလို့မှမသိလို့သတင်းဌာနတွေနဲ့ဂျိတ်ရှိတယ်ဆိုပြီးသတင်းဌာနတွေမှာဝင်လုံနေကြတဲ့လူတွေမနေဘူးနော်ကျွန်တော်တော်တော်စိတ်မကောင်းဝမ်းနေတယ်တကယ်ကောင်းပြောတာတော်တော်ဝမ်းနေတယ်တော်သေးတယ်လှုပ်ထွက်လိုက်တာမှန်သွားတာနှုတ်မို့ဆိုရင်အုံရောကြောက်ရောတွေမှာကိုပါနေအောင်မယ်အဲ့လိုမျိုးဖြစ်မှာတိတ်ကြောက်တာအုံရောကြောက်ရောဖြစ်မှာတိတ်ကြောက်တယ်အများနဲ့တူမှာတိတ်ကြောက်တယ်ငယ်တည်းမတူချင်းဘူးအများဆိုတာလေအဲ့ဒီဘူဂျာလီစောက်တော်သားအောက်တန်းသားတွေအများစုနဲ့အဲ့ကြားထဲမှာကိုက one of them ဖြစ်မှာတိတ်ကြောက်တာအဲ့တော့အဲ့ဒါကိုခုနောက်ပိုင်းမှာတွေ့လာရတယ်ကြားလာရတယ်ဘာလို့ဆိုသတင်းလောကတွေကိုနောက်ဖေးပေါက်ကဝင်တာပေါ့နော်နောက်ဖေးပေါက်ကဝင်တာဘာမှသိလို့တက်လို့ဝါသနာတော့မပါဘူးဗျာ passion တော့မပြောနဲ့တော့ဝါသနာတော့မပါတဲ့လူတွေဒီခေတ်ပြက်ကြီးထဲမှာဘာလောက်ကင်စားတော့မှမသိလို့အဲ့ဒါချိတ်ရှိတယ်ဆိုပြီးတော့သတင်းဌာနတွေမှာသတင်း online media တွေမှာသတင်းဌာနတွေမှာလည်းပါတယ်ဝင်ရောက်လောက်ကင်ဂျွန်းထိုးပြီးတော့နောက်ဖေးပေါက်ကနေဝင်လာတဲ့သတင်းတောက်တွေတင်ဆက်သူတွေနဲတာမဟုတ်ဘူးဆိုတော့အဲ့ဒါတွေလည်းမြင်နေရတယ်တွေ့နေရတယ်ဆိုတော့ပြုံးနေလိုက်တော့တယ်ဩအေးငါစောစီးအလုပ်ထွက်လိုက်တယ်တော်တော်ကောင်းသွားတယ်ဆိုတော့အဲ့ဒါဘယ်သူတွေအတွက်အနေရရှိတာလဲသတင်းတွေကိုနေ့စဉ်စားသုံးနေတဲ့ပရိသတ်အတွက်အနေရရှိတာပေါ့အစိတ်တောက်တွေအများကြီးပေါ့အဲ့တော့အခုယနေ့ online media တွေမှာဘတ်တွေအမျိုးမျိုးနဲ့ပြောရင် lobby သားပေါ့ media လို့တော့ကျွန်တော်မပြောချင်ဘူး lobby သားပေါ့ lobby သားခင်ဗျာ online media တွေအများကြီးနော်
lobby အဆင့်လောက်ရှိတဲ့ online media တွေအများကြီးဖြစ်နေတာအဲ့တော့အဲ့ဒါကိုအစောတည်းကယတစာပေမဖတ်တဲ့သတင်းမဖတ်တဲ့သတင်းမကြည့်တဲ့အဘာခွဲခြမ်းဟိုလေ critical thinking မသိခဲ့ရတဲ့ critical thinking မရှိတဲ့ critical thinking ရှိဖို့ဆိုတာ critical reading တက်တယ် critical reading တက်တယ်သူက critical reading ပေါ့စာဟိုဖတ်တဲ့နေရာမှာ critical reading တက်မှာသူက critical thinking ရှိတာ critical reading မတက်ရင် critical thinking မလုပ်နိုင်ဘူးဒါနဲ့ပညာရေးကပေးရတာဗျပညာရေးကပေးရတာငယ်ငယ်လေးတွေကပညာရေးကပေးရတာစာဖတ်တတ်အောင်စာတွေကိုယတစာပေဆိုဘလို့ဟုတ်လားတုတစာပေဆိုဘလို့တည်င်းအချက်လက်တွေဆိုရင်ဘလို့ဖတ်ရတယ်ဆိုတာဘလို့ analysis လုပ်ပြီးဖတ်ရတယ် critical reading ဆိုတာတက်သင်ရတာသူ့အတန်းနဲ့သူတက္ကသိုလ်ထိသင်ရတာအဲ့ဒါမှ तू က critical thinking ဆိုတာရှိနိုင်တာအဲ့ဒါတွေလေဒါတွေကကြားတော့မကြားဘူးတဲ့လူတွေအများကြီးဖြစ်နေတာပေါ့ပြီးတော့မစုရုပ်သေးသမ္မတမြန်မာနိုင်ငံအတွင်းမှာမီတီနေတဲ့ထံကြောင့်တော့တပ်ပရိသတ်သူတော်ကောင်းအပေါင်းထဲမှာအဲ့ဒီ critical reading လည်းမတက်ဘူး critical thinking လည်းမရှိဘူးအဲ့တော့ခဏကကျွန်တော်ပြောတဲ့ information တွေအရန်ဖောင်းပွားပြီးတော့အဲ့ဒီ information တွေဟာ quality မဖြစ်ဘူးခင်ဗျားတို့ filter ပေါ့နော် filter ခေါင်းထဲမှာနှလုံးသားထဲမှာ filter မကောင်းရင်ယနေ့ခေတ်မှာခင်ဗျားတို့နေတိုင်းစိတ်ဆင်းရဲရမယ်နေတိုင်းအဲ့ဒါယူခနေမှာပဲခင်ဗျားတို့ကင်ထားတဲ့mobile phone တွေတဲ့ဟိုအဲ့ဒီ information ပေါင်းမြောင်များစွာဘယ်ဟာတွေမှမသိတဲ့အောက်တန်းသားဘူဂျာလီဖေ့ရှေအောင်ဘာတွေမှမသိဗျာသတင်းဌာနတွေဟုတ်တယ်လို့မဟုတ်တယ်လို့ lobby တွေလားဘာတွေမှမသွဲကွဲတော့အဲ့ဒီ information တွေကလူတန်းပေါင်းများစွာရဲ့ဖုန်းတွေတွေကိုနေ့စဉ်သွားနေတာ Facebook အဓိကတော့ Facebook ကို Facebook လူမှုကွန်ရက်ထဲကနေသွားနေတာဖြစ်တဲ့အတွက်အဲ့ဒါတွေကို critical thinking မရှိတဲ့လူတွေအကုန်ခံမှာအလိန်ခံမယ်false hope တွေရမယ်အမျိုးစုံပေါ့ဗျာဖြစ်တကယ်အစိတ်အတောက်တွေကိုနေ့စဉ်စားသုံးမိနေတဲ့လူမျိုးကိုဖြစ်မှာစိတ်တွေဆင်းရဲရမယ်တော့ပေါ့လားမသိဘူးဖြစ်မှာမလေးမလားကျွန်းသားတွေဖြစ်မှာအဲ့တော့ငါတို့ကဘယ်ကနေလေ့လာမှာလဲအဲ့လေ့လာတဲ့ကိစ္စကလည်းကျွန်တော်ကတော့ပြောသလိုပဲဗျနေချင်းညချင်းထပြီးတော့အခုထလေ့လာမယ်ထလေ့လာခြင်းစိတ်ပေါက်တယ်ဆိုရင်တော့နောက်တော့မကြသေးဘူးဒါပေမဲ့အဲ့ဒါတွေကတလားတည်းလေ့လာလို့နှစ်ရက်ပြက်တို့အနီးကတ်တို့ဘာလို့အနီးကတ်နဲ့လဲဟိုလက်ပူတိုက်တာလေလက်ပူတိုက်တာလည်းမြန်မာယဉ်ကျေးမှုဖြစ်နေတာဟုတ်အနီးကတ်3ရက်အနီးကတ်10ရက်အနီးကတ်3လနဲ့ဟိုဘယ်လိုခေါ်မလဲလက်ပူတိုက်ပြီးကိစ္စတစ်ခုခုတွေကိုလေ့လာသင်ယူဖို့အတွက်စူးစမ်းကြတာဟုတ်ဒီလိုပဲလုပ်လာကြတာကျွန်တော်ငငယ်လေးခိလေးကမကတော့အခုနောက်ပိုင်းတော့ပူဆိုးတာပေါ့လူတွေအချိန်မပေးကျင်တော့တာနော်အဲ့တော့သတင်းတွေကိုဖတ်တဲ့အခါမှာခဏကတယောက်လာပြောတယ်သတင်းဌာနတွေကိုပြောပြပါကျွန်တော်မပြောဘူးဆိုပြီးအခုပြောပြသွားပြီမတတ်နိုင်ဘူးအဲ့တော့သတင်းဌာနတွေကိုပြောနေတာမဟုတ်ဘူးအခုအချိန်တွေကအဲ့အချိန်တွေရှိတယ်ကျွန်တော်ဆိုရင်သတင်းမဖတ်တာကြာပြီတက်မဖတ်တာစိတ်ဆင်းရဲလို့ဘာလို့ကျွန်တော်စိတ်အကြည်ဓာတ်တွေနဲ့ကြည်တောက်ရှင်အားကောင်းနေဖို့ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကြီးကကြည်တောက်ရှင်အားကောင်းနေဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီသတင်းတွေကိုကျွန်တော်မဖတ်ဖို့လိုတယ်ဘာလို့တစ်သက်လုံးသတင်းတွေဖတ်လာပြီဆိုကျွန်တော်အခုသတင်းမဖတ်တာအလုပ်ထွက်ပြီးတဲ့ဆို3နှစ်ရှိပြီမဖတ်ဘူးတွေ့တယ်ခေါင်းစဉ်တွေ့တယ်ရပြီဒါဆိုရပြီခေါင်းစဉ်တွေ့တာနဲ့ကျွန်တော်အဲ့နေရာရောက်တယ်အဲ့နေရာကိုရောက်တယ်အဲ့တော့ကျွန်တော်အကြောင်းပြောချင်တာမဟုတ်အဲ့တော့ကျွန်တော်စိုးရိမ်နေတကယ်စိုးရိမ်နေ information တွေကတကယ်ကိုကြောက်စရာကောင်းလောက်အောင်ဖောင်းပွားနေတယ်အဲ့ information တွေကလည်းအစိတ်အတောက်တွေများတယ်ဘတ်တွေများတယ်ဆွဲနေကြတာကိုယ့်ဘက်ပါအောင်သူ့ဘက်ပါအောင်ဆွဲနေကြတာအများကြီးဗျာ information တိုက်ပွဲတွေလည်းဖြစ်နေတယ်
online ပေါ်မှာတိုက်ပွဲတွေဖြစ်နေတယ်အပြင်ကတိုက်ပွဲတွေထဲ online ပေါ်မှာတိုက်ပွဲတွေပိုကြီးတယ်အဲ့လိုဖြစ်နေတာအဲ့တော့အော်စာမဖတ်တဲ့လူတွေစာမဖတ်တဲ့ဆိုတာအေးကာကြီးခါဝေးမတက်တာကိုပြောတာမဟုတ်ဘူးစာဟိုကတော့ကလို့ကျွန်တော်ပြောလို့မျိုးစာကိုတကယ်ဖတ်လိဖတ်တာမရှိတဲ့လူတွေအတွက်သတင်းဖတ်လိဖတ်တာမရှိတဲ့လူတွေအတွက်တော်တော်အန္တရာယ်ကြီးတယ်ဘယ်မှာတွေ့တာလဲ line ပေါ်မှာတွေ့တာလေရှုံရတယ်မဖုံပြိုးတဲ့ဒေတာတွေပို့ဆိုးတယ်ယုံကြတယ်ဟိုမှာတွေ့တာ line ပေါ်မှာတွေ့တာလေ line ပေါ်မှာတွေ့တာ line ပေါ်မှာတွေ့တာလေးနဲ့ပိုယုံကြတယ် line ပေါ်မှာတွေ့တာလေးနဲ့ပိုယုံကြတယ်ဆိုတော့အရန်အနေရကြီးတယ်သတိထားပါ filter ခင်ဗျားတို့ filter ကောင်းမှုလို့တယ် filter ကောင်းမှုလို့တယ်အဲ့ filter ကလည်းနေချင်း city map ကသွားဝယ်ပြီးတက်လို့မရဘူးဗျဟုတ်လားအဲ့တော့တန်တရားထားပြီးတော့သတင်းတွေကိုအလယ်ကနေဖတ်ပါဘတ်တွေရက်ပြီးမဖတ်နဲ့နှလုံးခံစားချက်နဲ့မဖတ်နဲ့ခံစားချက်တွေနဲ့ငါတို့ဘတ်ဆိုပြီးတော့အဲ့ဘတ်တွေရက်ပြီးမဖတ်နဲ့ဟုတ်လားသတင်းတောက်တွေကတော့ဘတ်ရက်ပြီးတင်ဆက်လို့မရဘူးစောရရဒါသတင်းမီဒီယာသမားတွေသတင်းတောက်တွေ ethic လေသတင်းမီဒီယာသမားတွေသတင်းတောက်တွေဆိုတာဘတ်ရက်ပြီးတော့တင်ဆက်လို့မရတာဒါပေမဲ့အခုကဘတ်ရက်ပြီးတင်ဆက်နေကြတာပဲဘတ်ရက်ပြီးတော့တင်ဆက်နေကြတာပဲဆိုတော့ anyway ပါထားလိုက်တော့အဲ့မှာအဲ့ဒါကြီးကျွန်တော်ရက်မယ်လေ့လာမယ်ဆိုရင်တော့မှအဲ့လိုကိုလေ့လာချင်တာကိုစင်စက်မပြတ်အတွေးခေါ်လွတ်လွတ်လပ်လပ်နဲ့သုံးကပြောရင်နော်လွတ်လွတ်လပ်လပ်ဆိုတာအရေးကြီးလို့ပြောတာခမရဘလောက်ပဲလွတ်လပ်ချင်ခမရစောက်တွေးခေါ်ကြီးမလွတ်လပ်ဖ ೇನೆဇူစာရီဇူဇလန်စာရီစကားပြောကောင်းနေဇူဇလန်စာရီနော်ခမရဘဝကြီးဟဲလွတ်လပ်တဲ့လူတွေကိုငါတို့အားကြလိုက်တာလွတ်လပ်နေတဲ့လူတွေကိုငါတို့တွေအားကြလိုက်တာဒီစကားလည်းခဏပြောဖို့တယ်လွတ်လပ်နေတဲ့လူတွေကိုငါတို့တွေအားကြလိုက်တာအားကြတယ်လူတိုင်းလွတ်လပ်တဲ့လူတွေကိုအားကြတယ်အဲ့လူတဘာဝပဲဒါပေမဲ့စောက်တွေးခေါ်တွေမလွတ်လပ်ဒီမိုကရေစီနိုင်ငံမှာပဲနေဒီမိုကရေစီဘိုးအိမ်နိုင်ငံမှာပဲနေကြိုက်တဲ့ကဘာပေါ်ကကြိုက်တဲ့ဒီမိုကရေစီနိုင်ငံမှာသွားနေစောက်တွေးခေါ်မလွတ်လပ်ရင်မလွတ်လပ်ဘူးဒါပဲရှင်းလေးစောက်တွေးခေါ်မလွတ်လပ်တဲ့လူကလွတ်လပ်စရာအကြောင်းဘာမှမရှိဘူးအတွေးခေါ်လွတ်လပ်လေပဲအဲ့တော့ပြည်တော်မစုရုပ်သေးတဲ့မြန်မာနိုင်ငံအတွင်းမှာမီတင်းတဲ့တရားကောင်တပ်ပရိသတ်သူတော်ကောင်းအပေါင်းကလွတ်လပ်တာကိုကြိုက်တယ်လိုချင်တယ်စောက်တွေးခေါ်တွေမလွတ်လပ်ရဘူးလွတ်လပ်မတွေးရဘူးမခေါ်ရဘူးလွတ်လပ်မပြောရဘူးလွတ်လပ်မမေးရဘူးလွတ်လပ်မသုံးသပ်ရဘူးလွတ်လပ်မလွတ်လပ်ဘူးဗျာသူတို့စိတ်ကမလွတ်လပ်ဘူးအဲ့တော့စိတ်ဝိညာဉ်အတွေးခေါ်မလွတ်လပ်ဖ ೇನೆလွတ်လပ်တဲ့လူတစ်ယောက်မဖြစ်ဘူးလွတ်လပ်တဲ့ဘဝကိုမရဘူးလွတ်လပ်စရာအကြောင်းမရှိဘူးနော်အဲ့လွတ်လပ်စဉ်းစားတွေးတော့ကြပါလွတ်လပ်သတင်းတွေကိုဖတ်ကြပါလွတ်လပ်ဝေဖန်သုံးသပ်ကြပါခေါင်းထဲမှာသူများသွားပြီးတော့သုံးသပ်ပြစရာမလိုဘူးခမရပါလေကိုအကြောင်းကိုသိလေကိုကဝေဖန်ပိုင်းခြားသုံးသပ်ပြီးတော့အများသူငါသိရအောင်ပြန်ပြီးဖြန့်ဝင်နေတဲ့လူလားမဟုတ်ဘူးသူကိုယ့်ဘာကိုသုံးသပ်လေခေါင်းထဲမှာပဲသုံးသပ်ဟိုဒီသတင်းကဘယ်လိုဖြစ်တာလဲဘာညာကိုယ့်ဘာကိုသုံးသပ်လွတ်လပ်သုံးသပ်အဲ့ဒီလိုသုံးသပ်နိုင်မှုအတွက်လွတ်လပ်လေးလာလွတ်လပ်သတင်းအချက်လက်တွေကိုစုဆောင်းလွတ်လပ်ခေါင်းထဲမှာကိုယ့်ဘာကိုတွေးတောပြီးတော့အဲ့အရင်ဆုံးလွတ်မြောက်မှုကဘယ်အစားလဲကိုယ့်ရဲ့ကိုယ်တွင်းကနေစားတယ်လွတ်မြောက်မှုမှန်သမျှဒီကိုယ်တွင်းရပဲစားတယ်ကိုယ်တွင်းကပဲစားတယ်ရောလွတ်လပ်မှုဆိုလွတ်လပ်ရေးဆိုပေးလိုက်လို့ရသွားတာမဟုတ်ဘူးအဲ့လွတ်လပ်ခြင်းရင်ဒီကနေ့ကစားပြီလွတ်လပ်တွေအကုန်လုံးလွတ်လပ်အဲ့ဒါမှလွတ်လပ်ပါနှုတ်မို့ဆိုတော့ခင်ဗျာကြိုက်တဲ့နိုင်ငံသွားနေခင်ဗျားတို့စောက်တွေးခေါ်မလွတ်လပ်ပဲနဲ့လွတ်လပ်တဲ့လူတယောက်မဖြစ်ဘူးသူနဲ့နေတဲ့ခါလေးပြောအနေကြီးတယ်ယနေ့ဘဝယနေ့ online ဘဝအနေအရန်ကြီးတယ်
online မောကအန်ဒီရတွေဟာလမ်းပေါ်ရောက်တကယ်ဘဝတွေကိုရောက်လာကြတယ် online မောကအရှုပ်ထုတ်တွေဟာတကယ်အပြင်ကို real life တွေကိုရောက်လာကြတယ် online မောကစောက်ပြဿနာတွေဟာကိုယ့်အိမ်ထဲကိုတကယ်ရောက်လာကြတယ် online မောကဘာမှမဟုတ်တဲ့စာထိုးလေးဟာလေလင်မယားနှစ်ယောက်ကွဲသွားစေနိုင်တယ် online မောကဘာမှမဟုတ်တဲ့စာထိုးလေးတွေပဲများတာဟုတ်တယ်မစာရှည်ကြီးလည်းဖတ်မှာဖတ်တာ online မောကပြောရလို့လည်းပြောရတော့ online မောကကိစ္စတွေဟာခင်ဗျားတို့ဘဝပြည့်စေနိုင်လောက်အောင်ကိုဆွဲသွင်းနေကြတယ်လင်မယားကွဲနိုင်လောက်အောင်ကိုဆွဲသွင်းနေကြတယ်စိတ်ထကြအောင်ကိုနှလုံးသားတွေကိုဝင်ရောက်တိုက်ခတ်နေတယ်ဒေါသထွန်းအောင်ကိုနှလုံးသားတွေကိုဝင်ရောက်တိုက်ခတ်နေတယ်တတ်သေးသွားတဲ့လူတွေလည်းရှိတယ် online ဘဝကိစ္စတွေ online ဘဝကိစ္စတွေဟုတ်ပါလားအဲ့ဒါသတိထားပါချင်းမီဆိုတဲ့တချင်းလိုပဲတတိထားပါကျွန်တော်လည်းဒီဟာကိုခဏခဏရွတ်ရတယ်တတိထားပါလမ်းသွားရင်ကြည်သွားပါလူရင်းနဲ့တိတ်မကက်နဲ့သူတို့ပေးတဲ့ဒုက္ခရောက်ရင်မင်းတယောက်ပဲစိတ်ဆိုးမယ်လမ်းသွားရင်ကြည်သွားပါဒါချင်းမီငငယ်တော့ဆိုခဲ့တဲ့တချင်းပဲဟုတ်တယ်မတော်တော်ကြာပြီသူတော့မှတ်မိသေးလားမသိဘူးဟုတ်လားကျွန်တော်ကတော့ဂျုံတိုင်းကိုသတိပေးနေရတယ်သတိထားပါကျွန်တော်ပြောပြအောင်မယ်လေသူနဲ့နေတဲ့အခါကျွန်တော်မှတ်မိလားခင်ဗျားတို့မှတ်မိလားဟိုပြီးခဲ့တဲ့အိမ် live လေအိမ်ဆိုတဲ့ခေါင်းစဉ်နဲ့ပြီးပြီးတော့လွှင့်တဲ့ live နောက်ဆုံး live မတိုင်ခင်မှာတနေ့ချင်းကိုအာယုံကို site တနေ့ချင်းနေဆိုတဲ့ခေါင်းစဉ်နဲ့ပြောခဲ့တယ်အာယုံကို site တနေ့ချင်းနေဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီပြောတဲ့နေ့မှာကျွန်တော်မြန်မာပြည်တော်မစုရုပ်သစ်သမ္မတမြန်မာနိုင်ငံအတွင်းမှာမိနစ်တန်ချမ်းကိုတပ်ပရိသတ်သူတော်ကောင်းအပေါင်းရဲ့လူများစုဟာတာသမီတွေကိုဘာရည်ရွယ်ချက်တွေနဲ့ဘလို့စိတ်ကူးတွေနဲ့မွေးနေကြလဲဆိုတာတွေကိုကျွန်တော်ပိုးစိုးပတ်သက်ပြောခဲ့တယ်မှတ်မိလားတာသမီတွေကိုဘလို့ရည်ရွယ်ချက်တွေနဲ့လူပွဲစီတွေမှာမွေးထုတ်နေကြတာဒါမပါဘူးဟုတ်လားလို့ကျွန်တော်ပြောခဲ့ပြီ just ဒီလိုပဲမွေးလိုက်တဲ့လူတွေကများတယ်လူအဖွဲ့အစည်းအတွက်ဆိုတဲ့စေတနာနဲ့နောက်မျိုးဆက်တွေမွေးထုံနေတဲ့လူဟာအမတန်ပပလေးရာခိုင်နှုန်းပြီးညောင်းတောင်းလေးငါတို့ကဘာကြီးအတွက်ငါတို့ချစ်တဲ့ကဘာကြီးအတွက်ငါတို့ချစ်တဲ့လူသားတွေအတွက်ငါတို့ချစ်တဲ့နိုင်ငံအတွက်ငါတို့ချစ်တဲ့လူအဖွဲ့အစည်းအတွက်ဆိုပြီးတော့နောက်မျိုးဆက်လေးတွေကိုသားသမီးရင်သွေးလေးတွေကိုရည်ရွယ်ချက်ရှိနဲ့မွေးထုတ်တဲ့မိဘဆိုတာအမတန်နေပါတဲ့ဆိုတဲ့အကြောင်းဘလို့စောက်တွေးခေါ်တွေလောက်နေပဲမွေးထုတ်နေတယ်ဆိုတဲ့အကြောင်းသားသမီးမွေးနေတယ်ဆိုတဲ့အကြောင်းနေကျွန်တော်ပြောခဲ့တယ်အဲ့ဒီ live မှာပြောခဲ့တယ်စိတ်ကြမ်းပါရေးဂယုဆိုင်ဖို့ဘာညာဒါမျိုးဒါတွေလည်းအများနဲ့ပြောနေကြစကားတွေပဲပြီးလည်းပြီးရော2ရက်3ရက်ပဲကြာတယ်တွေ့လားလူငယ်တွေစိတ်ပိုင်းဆိုင်ရာပြဿနာတွေအများကြီးတက်နေကြတယ်ပြီးတော့လူသက်မှုတွေပါကျူးလွန်ကြတဲ့ကိစ္စတွေဟိုးလေးတကြောဖြစ်လာတယ်ဒါလည်းဟိုးလေးတကြောဖြစ်လို့လေစိတ်မကြမ်းပါတဲ့လူတွေနိုင်ငံထဲမှာဘယ်လောက်များနေပြီလို့ကျွန်တော်ပြောလာတာ3နှစ်ရှိပြီ3နှစ်ရှိပြီStarstone 3နှစ်လုံး Starstone live တွေကိုလာပြီးတော့စိတ်ရှည်တီးခံပြီးလာနားထောင်ကြတဲ့လူတွေသိတယ်ကျွန်တော် live တစ်ခုမှာပြောလိုက်မယုံကြအောင်လက်မခံကြအောင်ဟုတ်ပါမလားမဖြစ်နိုင်ပါဘူးဒီကောင်စိတ်ကွဲပြီးရှောက်ပြောနေတာအချိန်ကာလလေးတစ်ခုရောက်တာနဲ့ဖြစ်တယ်အဲ့ဒါတွေဖြစ်လာတယ်အဲ့ဒါတွေဖြစ်နေတယ်ဟာ Starstone လွန်ခဲ့တဲ့2နှစ်ကပြောခဲ့တာတွေကဖြစ်လာပါလား Starstone လွန်ခဲ့တဲ့3နှစ်ကပြောခဲ့တဲ့နိုင်ငံရေးတွေကဖြစ်လာပါလား Starstone လွန်ခဲ့တဲ့3နှစ်ကပြောခဲ့တဲ့ပြည်တွင်းစစ်အခြေအနေတွေကအခုတကယ်ဖြစ်လာပါလားဒါသိတဲ့လူတွေသိတယ်ညာလို့အဲ့ညာစရာအကြောင်းပြောမရှိသလိုကျွန်တော်လည်းလျှောက်ပြောစရာအကြောင်းမရှိဘူးသူ့ဘာသူနားလေခံစားရတဲ့လူတွေသူ့ဘာသူသိတယ်ဟာ Starstone ပြောတာတွေဖြစ်လာနေတယ်ဖြစ်လာတယ်ကိစ္စတွေမှာကိစ္စရှိတယ်ကိစ္စတွေမှာကိစ္စရှိတယ်အဲ့တော့အခုဒီနေ့ခေါင်းစဉ်ဟိုပြောချင်တာဘာမှမဟုတ်နိုင်ငံရေးတွေမပြောဆိုသူလားအခုသတင်းကိစ္စရောက်သွားတယ်နိုင်ငံရေးကိစ္စရောက်သွားတယ်
သူနဲ့နေတဲ့အခါအပိုင်း3ကိုမျောနေတဲ့လူတွေလာပြီးတော့မေးကြတယ်သူအကြောင်းလေးပြောပါဦးသူနဲ့နေတဲ့အခါအပိုင်း3ပေါ့အပိုင်း3ကိုလာပြီးပြောကြတယ်ဆိုတော့ကျွန်တော်လည်းပြောဖို့ကအော်ပြောမှာပါအပိုင်း3ဒီနေ့အတာအပိုင်း3လေနော်သူကကျွန်တော်ကိုနှောက်ယှက်ဖို့အတွက်ပြင်နေပြီအဲဒါကြောင့်ကျွန်တော်မှအခန်းထဲကိုကျွန်တော် office ပစ္စည်းညောက်တော့လေးဘာမှမပြင်ရသေးဘူးအခန်းထဲကိုဝင်လာတာအဲဒါကြောင့်သူစီအနံ့ကိုကျွန်တော်ရတယ်သူကျွန်တော်နှောက်ယှက်တော့မယ်ဟောင်းတော့မယ်ကျွန်တော်သိတယ်အဲဒါကြောင့်ဝင်လာတာโอเคအဲသူနဲ့နေတဲ့အခါအပိုင်း3အခုအဲ့ဒါလေးပြောမယ်အမျောနေတဲ့ဆရာသမားတွေတို့ကဒီကောင်ရှူပေါက်ချင်တာလားမသိဘူးရှူပေါက်ချင်တာလားမသိဘူးနာလာလာCan I? No, sorry, ba. Go, shoo, do. Tu ne ni khá, bài tin này mà, tu ne ni de, bao ai ở thải, tu ne ni de khá, bài đi trông á này, tu ở cô bài đi lâu đấy. သူအကိုဘာတွေလောက်တာဘာကြောင့်လို့ကျွန်တော်ပြောခဲ့ပြီထူးဆန်းတာတွေထူးဆန်းတာတွေဘယ်လိုဖြစ်လိမ့်ရှိတယ်သူနဲ့နေတဲ့ခါမှာဘာအထာတွေရှိရဆိုပြောခဲ့တယ်အခုအပိုင်း3မှာလည်းအဲ့ဒါပဲပြောမှာပဲအဲ့တော့အပိုင်း1နဲ့2ကိုမကြည့်ဘူးသေးရင်သွားကြည့်နော်တန်ရှုပေါက်မယ်နော်ရှုပေါက်ကိုရှုကျွန်တော်သူနဲ့နေတဲ့အခါမှာကိုယ်ဆိုတာမရှိတော့ငါဆိုတာမရှိတော့အဲ့ဒါတနေ့သူနဲ့နေလေပို့ပြီးတော့ထင်ရှားလာလေပဲသူကဘာလို့နေစဉ်ကျွန်တော်တို့ပြနေလဲဆိုတော့လက်စံနေပေးနေလေအဖြစ်ပြက်တွေဖြစ်စေခြင်းအပြင်ခမရနေတူကသူနဲ့နေတဲ့အခါမှာနေတူကခမရမှာဖြစ်ပြက်နေတဲ့ကိစ္စတွေအားလုံးဒီကိစ္စတိုင်းမှာကိစ္စရှိတယ်အဲ့ဒီကိစ္စတိုင်းမှာကိစ္စရှိတာတွေအားလုံးခမရနေတူကမျက်ရည်လေရွယ်နဲ့ရင်ဆိုင်ဖြစ်တန်းနေရတဲ့ဒုက္ခတွေအခက်ခဲတွေနော်အရှုံးပေးခြင်းလောက်အောင်ဖြစ်တဲ့ဒုက္ခတွေအများကြီးပေါ့ဗျာရင်ဆိုင်ဖြစ်တန်းနေရတာအဲ့ရင်ဆိုင်ဖြစ်တန်းနေရတာအားလုံးဟာpoint တစ်ခုတည်းကိုပဲသွားနေတာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပြောရစကားကိုမရှိဘူးကိုဆိုတာမရှိဘူးသူဆိုတာပဲရှိတယ်သူပဲရှိတယ်မင်းနေတဲ့နေတိုင်းဟာသူပဲရှိတယ်ကိုမရှိဘူးမင်းကဘာကောင်းမှမဟုတ်ဘူးမင်းကဘာမှမဟုတ်တော့ပါမင်းဘာမှလုပ်လို့မရဘူးမင်းဘာမှမလုပ်နိုင်ဘူးတွေ့လားမင်းဘာတတ်နိုင်သေးလဲမင်းဘာတတ်နိုင်လို့လဲမင်းဘာမှသွားလုပ်လို့မရဘူး
ငါဆိုတာကိုမရှိကြောင်းငါဆိုတာဘာမှမရှိကြောင်းငါဟာဘာမှမဟုတ်ကြောင်းငါသည်ဘာဆိုဘာမှမရှိကြောင်းငါမရှိကြောင်းတော့ပါလားအဲ့တော့ပဲ तू ဟာနားလေစေဖို့ခမည်းကိုလက်ခံစေဖို့ဖြုတ်တာတမုံဖြုတ်တာလက်မခံဘာဖြစ်လဲဟမ်လက်မခံဘာဖြစ်လဲဒီတည်းက तू နဲ့နေတဲ့ဂျူသားကြီးကျွန်တော်ဖြေလက်မခံဘာဖြစ်လဲလက်မခံဘာဖြစ်လဲလက်မခံဘာဖြစ်လဲလို့လက်မခံပင်ကားရတယ်လက်မခံပင်ကားရတယ်ခမ ्या ကိုအခြေအနေတစ်ခုပေးလိုက်တယ်ဒီအခြေအနေမှာခမ ्या အဆက်ရောက်နေတယ်ဒီအခြေအနေမှာခမ ्या ကိုထားလာတာအဲ့တော့အဲ့ဒီအခြေအနေကိုခမ ्या လက်မခံမချင်းအဲ့ဒီအခြေအနေကိုခမ ्या လူဆိုတော့ဗျာလက်မခံခြင်းလူဆိုတော့ဗျာဘယ်လိုခေါ်မလဲကိုလက်မခံခြင်းတဲ့အခြေအနေအများကြီးကိုကျွန်တော်တို့ဖြတ်တန်းကြရတယ်ကိုလုံးဝမကြိုက်တဲ့အခြေအနေတွေဘဝကိုရောက်ကြတယ်ဂျိုသားတွေအခုကဂျိုသားတွေပဲနားလိုက်တော့မှာနော်ဂျိုသားတွေအကြောင်းပဲပြောနေတာတာမန်လူသားတွေအကြောင်းပြောနေတယ်မဟုတ်ဂျိုသားတွေအကြောင်းပဲပြောနေတာသူ့ရဲ့စစ်သည်သူ့ရဲ့ဂျိုသားတွေသူ့ရဲ့ warrior တွေစစ်သည်တွေသူ့ရဲ့ဂျိုသားတွေရဲ့အထောက်အဝဲပြနေတာအဲ့တော့ သူရှိချောင်းကိုပြောပြီးသွားပြီနော်သူနဲ့သူခမ ्या နေပြီအဲ့တော့သူနဲ့နေလိုက်တာနဲ့သူ့ကိုသိတာနဲ့ပြီးသွားလားမပြီးသွားဘူးကျွန်တော်သူနဲ့နေနေတာ3နှစ်ရှိပြီကျွန်တော်ခမ ्या တို့ခဏသတိပေးတယ်သူ့ကိုဆက်ရက်ကမလုံးနဲ့သူ့ကိုဆက်ရက်ကလုံးလို့မရဘူးတော့ပေါ့လားသူ့ကိုသွားပြီးဆက်ရက်ကဘာမှလုံးလို့မရဘူးသူ့ကိုကျွန်တော်တို့complain နဲ့တက်လို့မရဘူးဒီပြောနေတာမဟုတ်ဘူးဂျိုသားတွေကိုကိုကိုမြင်အောင်ပြောနေတာဟဟလားသူ့ဓာကြီးအဲ့ဓာကြီးကျွန်တော်ခမ ्या တို့ကိုကျွန်တော်ပြောပြမယ်ကျွန်တော် Facebook မှာလည်းရေးတင်ထားပါတယ်ကျွန်တော်တို့လင်မယားနှစ်ယောက်အိမ်ဝယ်ဖို့ရုန်းကန်နေတာမဟုတ်ဘူးအိမ်ဝယ်ဖို့ကြိုးစားနေတာမဟုတ်လာစဉ်ပြန်ပြီးတော့ကျွန်တော် Star Stone ဖြစ်ကျွေးလှုပ်ထွက်ပြီးတဲ့ကတစ်နေ့တွင်းတင်သွားတယ်ကျွေး3000လောက်ရှိတယ်ဒေါ်လာကျွေး3000လောက်ရှိတယ်အဲ့ဒါတွေကိုပြန်ပြီးတော့လိုအပ်တဲ့လူတွေပေါ့အထူးတလဲလိုအပ်တဲ့လူတွေကိုပြန်ခွဲပြီးတော့ဆက်နေတာလာစဉ်ပေါ့900 1500 1000ဟိုလူ1000ဟိုလူ900ခွဲဆက်နေတာပေါ့ဆိုတော့အိမ်ဝယ်ကိုစိတ်တောင်မကူရဲဘူးဒါပေမဲ့ဖြစ်လာတယ်တပြားမပေးရဘူးဘန်ကိုတပြားမပေးရဘူး0 down payment တပြားမပေးရဘူးလာစဉ်ပေးရမယ်လာစဉ်ဘန်ကိုပေးသွင်းရမယ်ငွေသီးလဲကျွန်တော်တို့အိမ်လက်ကပေးနေတဲ့လောက်ပဲရှိတယ်နည်းနည်းလေးပဲပို့တာအိမ်လက်ကပေးနေတာထက်နည်းနည်းလေးပဲပို့တာအဲ့တော့ကျွန်တော်အဲ့အိမ်ဆိုတဲ့ live မှာအဲ့ကိစ္စကတော့အကြီးအကျယ်ပြောပြီးသားပေါ့နော်ပြီးခဲ့တဲ့ live အိမ်မှာအဲ့ကြောင်ပြောပြီးသားအဲ့ဒါပေမဲ့ဘာဖြစ်လဲဘာမှမဖြစ်ဘူးလေဂျိုသားတွေနားလည်နေတာပဲနှစ်ဖက်ကနေကိုလည်းကျွန်တော်တို့မပိုင်ဘူးကျွန်တော်တို့ဘဝကိုလည်းကျွန်တော်တို့မပိုင်ဘူးကျွန်တော်တို့အသက်လည်းကျွန်တော်တို့မပိုင်ကျွန်တော်တို့အသက်ကလည်းဘယ်ချိန်တည်မှန်းမသိဘူးကျွန်တော်တို့ဘဝကလည်းဘာမှလုပ်လို့မရဘူးဟုတ်လားအကုန်လုံးကကိုယ့်ရဲ့လက်ထဲမှာဘာမှမရှိဘူးမင်းလက်ထဲမှာဘာမှမရှိဘူးသားကြီးဆိုတာကိုလက်မခံမချင်းဖြုတ်တာသူ့ရဲ့အထားတာမင်းစောက်ကြောမတင်းနဲ့မင်းမန်မတက်နဲ့မင်းငါကွမလုံးနဲ့သူ့ထားတာပဲသူနဲ့နေတဲ့လူတွေသူနဲ့နေတဲ့အခါ3ကိုဒီနေ့ခေါင်းစဉ်3ဆိုတော့သူနဲ့နေတဲ့အခါနှစ်ချုပ်ပြောရရင်တော့မန်တက်ဖို့လည်းမစင်စားနဲ့သူထားပေးရင်ယူလိုက်ဆိုတော့အိမ်ပိုင်မပိုင်ဘူး
ကျွန်တော်တို့တကယ်ပိုင်တာဘာမှမရှိဘူးဒီဘဝမှာကျွန်တော်တို့ကဧည့်သည်တွေကိစ္စရှိလို့ရောက်လာတဲ့ဂျိုသားတွေကျန်တဲ့လူတွေကတော့လူတွေပေါ့ခင်ဗျားတို့ကျွန်တော်တို့ကဂျိုသားတွေကကိုဂျိုသားဖြစ်ကြောင်းသိတယ်သိသွားကြပြီသိသွားကြတဲ့လူတွေအများကြီးနေ့စဉ်နဲ့အမျှတိုးလာနေတယ်ဆိုတော့ဂျိုသားတွေကအမျိုးထဲမှာလဲတစ်မျိုးလုံးနဲ့မတူရက်ကွက်ထဲမှာလဲတရက်ကွက်လုံးနဲ့မတူနိုင်ငံမှာလဲဒုနီ၎င်းပဲအဲဂျိုသားအုပ်စုတွေတို့ရဲ့ကဘာပေါ်ကဂျိုသားတွေကကဘာအနှံ့မှာရှိတယ်ကိစ္စနဲ့ကိုယ်ဆိုင်မနဲ့ကိုလာကြတဲ့ဂျိုသားတွေအဲ့တော့ဂျိုသားဖြစ်ကြောင်းကိုအသက်30 40ကြားမှာအဲ့ဒါနောက်ကြားရလူလည်းရှိနည်းနည်းပါးရှိတာပေါ့ဒါအများစုကတော့30နဲ့40ကြားမှာဘဝတွေပြက်ပြီးတော့သူ့ရဲ့လှုပ်နှိုးခြင်းကိုခံရတယ်ဒါပြန်ပြီးခင်ဗျားတို့ကျွန်တော်ပြန်ပြီး wrap up လုပ်ပေးတာအဲသူကတိုက်ကြီးမင်းမဟုတ်ဘူးငါလူဂျိုသားဆိုတဲ့အကြောင်းကိုလာပြီးတော့အတိပေးသွားပြီးလို့အော်ငါဂျိုသားပဲလို့ကိုဂျိုသားမှန်းသိသွားကြတဲ့လူတွေသူနဲ့နေကြတဲ့အခါအကြီးမားဆုံးကျွန်တော်တို့နေတူဝသူအဖြစ်အပျက်တွေကိုဖြစ်စေခြင်းအပြင်ပေးနေတဲ့တခုတည်းသော message ကမင်းမဟုတ်ဘူးနော်မင်းမဟုတ်ဘူးနော်မင်းပိုင်တာဘာမှမရှိဘူးနော်မင်းတက်နိုင်တာဘာမှမရှိဘူးနော်မင်းတစ်သက်လုံးငါကွာလာတာကြီးအားလုံးက fuck ဘာမှမဟုတ်ဘူးနော်မင်းတစ်သက်လုံးကိုဆောက်ရန် confidence level so fucking high ခင်ဗျားပြော confidence level so high ခင်ဗျားပြောတဲ့ confidence level ကြီးကဆောက်ရန် high လေတစ်သက်လုံးဘလောက်ပဲငါတစ်သက်လုံးဘလို့လူမျိုးငါတစ်သက်လုံးဘလို့နေလာတဲ့ကောင်ကွာငါတစ်သက်လုံးကိုခြေတော့ပေါ့ကိုရက်ကိုဒူးကိုချွန်ဘာညာဘလို့နေလာတဲ့ကောင်ကွာဟဲဂျိုသားတွေမှာကို assignment နဲ့ကို assignment ကြီးရင်ကြီးသလောက်ကိုတာဝန်ပေါ့လာရင်ကဘာမြေကိုလာရင်တာဝန်ကြီးရင်ကြီးသလောက်သူပေးတဲ့ lesson တွေกว่าတယ်ရဲနဲ့စစ်သားနဲ့အထူးတပ်ဖွဲ့တွေနဲ့စောက်ရမ်းဖြုတ်တဲ့တပ်ဖွဲ့တွေနဲ့ training တွေကွဲသလိုပဲအဲ့လိုပဲဂျိုသားတွေမှာလည်းကွဲတယ်ဒါပေမဲ့ဂျိုသားတွေမှာတူညီတာတစ်ခုရှိတယ်ငငယ်တဲ့ကသူများနဲ့မတူငငယ်တဲ့ကအများနဲ့မတူတဲ့ဒုက္ခတွေနဲ့ကြီးပြင်းခဲ့ရတယ်ငငယ်ကလေးကအများနဲ့မတူတဲ့ lesson တွေမိထားတယ်အဲ့တော့ခမ ्या ကိုဘဝခမ ्या တစ်သလုံးနေလာတယ်ခမ ्या သိတယ်ခမ ्या ဘဝခမ ्या ပိုင်တယ်လို့ထင်တယ်ခမ ्या ဘဝကို तू ကဖြတ်ပြလိုက်တယ်ဖြတ်ပြီးပြသွားပြီအချိန်ကျမှမင်းဘဝဘာမှမဟုတ်ဘူးမင်းမပိုင်ဘူးဆိုတဲ့ message ကိုပေးတယ်ပြီးသွားရင် तू ကခမ ्या ကိုအသိပေးတယ်ပြီးရင်တချို့တွေဆို assignment ရသွားကြပြီတချို့ဂျိုသားတွေ assignment ရသွားပြီအော်ငါဘာလားလောက်တာပါလားဆိုတော့ကိုသိသွားပြီကိုသိသွားတယ်ဂျိုသားတွေအဲ့တော့အဲ့ level တွေကိုပဲကျွန်တော်အခုစကားပြောနေတာအခုဒီနောက်ဆုံးပိုက်လေးကိုပြောတာနောက်ဆုံးပိုက်အခုပြောနေတဲ့စကားအဲ့တော့ကျွန်တော်သူ့နဲ့အချိန်တိုင်းနေပြီးသူ့ကိုအသက်မပြတ်စောင့်ကြည့်လေ့လာသူနဲ့ဗျာ connection တော်တော်ကောင်းမို့တော်တော်ကောင်းတယ်နေ့တူကနေလာတာ3နှစ်ရှိပြီသူပို့တဲ့နေရာတွေပဲကျွန်တော်ရှောက်ပြောင်းရွှေ့လာတာသူထားတဲ့နေရာနေတယ်ခမရ तू ဘာမှလုပ်လို့မရရင်ဘာမှမလုပ်ခိုင်းဘာလုပ်လို့မရတော့ဘောခမရဘလောက်ပဲစိတ်ထဲကဒါကောင်းတယ်ဒါလုံးမရမယ်ဒါဒီအချိန်တွေကမှငါဒါလုံးမရမယ်ဘလောက်ပဲလှုပ်ချင်မရဘူး तू ကခမရကိုဒီချိန်မှာဘာမှမလုပ်နဲ့ဆိုရင်ဘာမှမလုပ်ရဘူးခမရလူဆိုတော့ဗျာလူစိတ်ရှိတာပေါ့ဗျာကိုယ့်ကိုဂျိုသားတော့မှန်းတော့သိတယ်ဒါပေမဲ့လူစိတ်ရှိတဲ့အတွက်လူတွေတွေးသလိုတွေးတာပေါ့ငါဒါလေးလုပ်ရင်ကောင်းမလားဟိုကလေးလုပ်ရင်ကောင်းမလားဟိုကလေးလုပ်ရင်ပိုကောင်းမလားဟဲ့လားတွေးတယ်လုပ်ကြည့်ဟမ်
ကျွန်တော်တို့အတွင်းစိတ်ကူးနဲ့ကျွန်တော်တို့စောက်အုံနောက်လေးနဲ့ကျွန်တော်တို့ခေါင်းထဲမှာရှိတဲ့အုံနောက်လေးနဲ့ရှောက်လုပ်တာတွေကအဲ့ဒါစောက်ပူတွေဖြစ်ကြောင်းကိုကျွန်တော်နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတယ်အဲ့တော့ तू ကဘာကြောင့်ဒါကိုရင်ဆိုင်ကြုံတွေ့စေတာလဲဆိုတော့မိမာဆိုလို့ဆိုတာထက်ပိုတယ်ဗျပို့ပြီးတော့သူ့ကိုယုံကြည်စိတ်ချအာကိုချစ်ခင် तू မရှိလို့မဖြစ် तू ဒါနံပါတ်1 तू မှतू မရှိရင်ငါသည်မရှိ तू မပါဘဲနဲ့ငါဘာမှလုပ်လို့မရဆိုတဲ့စိတ်ကိုဖြစ်ဖို့အတွက်ခမည်းမှာပါလာတဲ့မန်နေမာနတွေမာနတွေအတ္တတွေအကုန်လုံးပေါ့ဗျာအစစရပေါ့ခမည်းမှာတစ်ဘဝလုံးပါလာတဲ့ဟာတွေကိုရိုက်ဖြုတ်တာတော့စောက်ရမ်းရိုက်ဖြုတ်တာအဲ့တော့တခါတလေမှာကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ကိုယ်တိုင်မသိပဲနဲ့ unconsciousness ကျွန်တော်တို့အတွင်းစိတ်ထဲမှာမသိစိတ်ထဲမှာကြံနေသေးတဲ့ဟာတွေရှိတယ်လူစိတ်ပေါ့ကျွန်တော်တို့တစ်ဘဝလုံးမှာပါလာတဲ့ကျွန်တော်တို့ culture အရာကျွန်တော်တို့ယဉ်ကျေးမှုအရာကျွန်တော်တို့မျိုးရိုးအရာကျွန်တော်တို့လူမျိုးအရာနိုင်ငံအရာကျွန်တော်တို့မှာပါလာတဲ့လူလောကမှာကျွန်တော်တို့အခုနေလာတဲ့တခြားပေါ့တခြားမှာပါလာတဲ့ကိုယ်တိုင်မသိတဲ့စောက်ကျင်နေတွေကြမ်းနေတယ်စောက်တွေးခေါ်လေးတွေကြမ်းနေတယ်အဲ့ဒါတွေကို तू ကသိတယ် तू သိအဲ့တော့ तू ကကိုထထောင် तू ကကိုပူသိတယ်ဆိုတော့ခင်ဗျားတို့အဲ့ဒါခံစားမိလား तू ကငါ့ကိုငါထထောင်ပူသိတယ်ဆိုတော့ခင်ဗျားတို့ခံစားမိလားဖြေထားခဲ့ကျွန်တော်ပြင်ဖတ်မှာခင်ဗျားတို့ဘယ်အချိန်မှာဘာလိုအပ်မယ်ဆိုတာ तू သိတယ်ခင်ဗျားတို့ဘယ်အချိန်မှာဘယ်ဟာမလိုတော့ဘူးဖြုတ်ချထားခဲ့ရတော့မယ်ဆိုတာကို तू သိတယ်ခင်ဗျားတို့ဘယ်အချိန်မှာလူဆိုတော့ဗျာဖြုတ်ချထားခဲ့ရတဲ့အခါဆုံးရှုံးသွားတဲ့အခါပြည့်စည်သွားတဲ့အခါဝမ်းနေတယ်လူမဟုတ်လို့ငိုကြွေးတယ်ကြောက်တယ်စိုးရိမ်တယ်မဟုတ်ဘူး तू ကလိုလို့ဖြုတ်ချထားခဲ့တာလိုလို့ဖြတ်ပလိုက်တာဆက်သွားမယ်အနာဂတ်ခရီးဆက်သွားမယ်နေ့တွေအတွက်ဆက်လုပ်ရမယ်ကိစ္စတွေအတွက်ဒီဟာပြီးပြီဆိုပြီးတော့ तू ကဖြတ်ပလိုက်တာ तू ကစွန့်ခိုင်းတာ तू ကခမည်းကိုခမည်းဘဝနဲ့ဖယ်ထုတ်ပလိုက်တာဒါပေမဲ့လူဖြစ်တဲ့အတွက်အဲ့ဒါကိုခံစားရတယ်ကြေကွဲတယ်ငါကြမှာဘာဖြစ်လို့ဒီလိုကြုံရတာလဲငါကြမှာဒီဟာငါဒီလောက်ချင်းမြတ်နူးတာလေးဘာလို့ပြတ်သွားတာလဲအဲ့ဒါသူ့ထားပဲအဲ့သူ့ထားပဲခမည်းမှာဘာမှမကြံအောင်လုပ်တာခမည်းဘာလို့မှအစွဲလန်းထားလို့မရအောင်ကိုလုပ်တာခမည်းဘာလို့မှကြိုပြီးမျောလင်းလို့မရအောင်ကိုလုပ်တာခမည်းဘာလို့မှကြိုးစားပန်းစားနဲ့ရှောက်လို့မရအောင်ကိုလုပ်တာခမည်းဘာမှလုပ်လို့မရအောင်ကိုလုပ်တာသူ့ထားအဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်သိသွားတာကျွန်တော်ရိပ်မိတာကြာပြီဒါကြောင့်ခင်ဗျားတို့ကျွန်တော်ပြန် share တာသူပြနေတဲ့ message ကတခုတည်းဗျမင်းရှောက်ရှောက်မလုပ်နဲ့မင်းရှောက်ရှောက်မစင်းသားနဲ့မင်းတိုင်းလေးပဲမင်းနေ be who you are မင်းတိုင်းလေးပဲမင်းနေကျွန်တော် dimension တွေကပြောင်းသွားခဲ့ပြီ frequency တွေမြင့်သွားပြီဟုတ်လားဂျိုသားမှန်းသိတဲ့နေ့ကစပြီးငါတို့ဘဝငါတို့မပိုင်ပါလားငါတို့အသက်ငါတို့မပိုင်ပါလားငါတို့ဟာဧည့်သည်ပဲခဏလာတာပဲဒီတစ်ဖြတ်မှာဒီဘဝဒီတစ်ဖြတ်မှာတောင်းဝင်လာလို့တာကိစ္စရှိလို့ငါတို့ကဒီကိုခဏဝင်တာရောက်လာတာဝင်တာကိုဝင်တာမဟုတ်ရောက်လာတာဆိုတာကိုသိသွားတဲ့ဂျိုသားကိစ္စတော်တော်များများဘဝမှာရှင်သန်နေထိုင်တဲ့နေ့တွေမှာအမြင်ပြောင်းသွားပြီ dimension ပြောင်းသွားပြီ dimension လုံးဝပြောင်းသွားပြီတာမန်လူတွေရဲ့လောကကိုမြင်တဲ့အမြင်နဲ့လုံးဝမတူတော့တာမန်လူတွေပြဿနာတွေကိုရှုမြင်ပုံနဲ့လုံးဝမတူတော့တာမန်လူတွေဘဝမှာနေထိုင်ရှင်သန်ပုံနဲ့လုံးဝမတူတော့ဘူးဘာဖြစ်လို့ဆို dimension ပြောင်းသွားလို့ dimension ပြောင်းတာနဲ့ခင်ဗျာ frequency မြင့်သွားအောင် frequency မြင့်သွားတာနဲ့ခင်ဗျာ high level မှာဖြစ်သွားတာ level တွေက frequency တွေအမြင့်ကြီး level တွေကထပ်ပြီးတော့ဂျိုသားမှာလည်း level တွေအများကြီးရှိတယ်
ဂျိုသားတွေမှလည်း level တွေအများကြီးရှိတယ်အဲ့တော့ဂျိုသားချင်းမကြီးဖြစ်လာလေသူနဲ့ပို့ပြီးတော့ရေရှည်နေတတ်လာလေဘာထူးကြလာလဲ level up ရင် up တလောက်လွတ်မြောက်လာတယ်အရာလုံးကဘာမှမဟုတ်ဘူး nothing at all အရာလုံးကဘာမှမဟုတ်ဘူးဘယ်အရာမှဘာမှတကယ်မဟုတ်ဘူးလူတွေစောက်တင်ကြီးနေတဲ့ဟာတွေလည်းဘာမှမဟုတ်ဘူးလူတွေစောက်ရမ်းလူချင်းတောင်းတနေတဲ့ဟာတွေလည်းဘာမှမဟုတ်ဘူးလူတွေစောက်ရမ်းပြဿနာတက်နေတာတွေလည်းတကယ်တော့ဘာမှမဟုတ်ဘူးလူတွေလောကစောတိုက်ပြီးလိုက်လံရှာဖွေစုဆောင်းပြီးတော့ရအောင်လုပ်နေတဲ့အောင်မြင်မှုတွေဆိုတာလည်းဘာမှမဟုတ်ဘူးကြာရှုံးမှုတွေဆိုတာလည်းဘာမှမဟုတ်ဘူးဘာမှမဟုတ်ဘူးဆိုတာလည်းဘာမှမဟုတ်ဘူးဆိုတာကိုနားလည်သွားတဲ့ဂျိုသားရဲ့လွတ်မြောက်မှုကအကြီးပဲနမမတစ်ဘာလို့ तू မခံစားရတော့လဲဆိုတော့ तू မှာစိုးရိမ်စိတ်မရှိတော့ဘယ်ရမှဘာမှမဟုတ်စိုးရိမ်နေဆိုတာဆုံးရှုံးမှကိုကြောက်တာလက်လွတ်ရမှာကိုကြောက်တာလက်လွတ်ရမှာကိုကြောက်တယ်ဆိုတာအပိုင်းဆိုင်ခြင်းသေးလို့ဖြစ်ခြင်းသေးလို့အဲ့တော့လက်လွတ်ရမှာကိုမကြောက်ဘူးဆိုတဲ့လူဟာမပိုင်ဆိုင်ခြင်းတော့မပိုင်ဆိုင်ခြင်းမှ तू ဟာလက်လွတ်ရမှာကိုမကြောက်တာအောင်မြင်ခြင်းစိတ်ပြင်းတဲ့လူဟာကြာရှုံးတဲ့တံကိုမခံနိုင်အဲ့တော့အောင်မြင်ခြင်းသေးတယ်ဆိုရင်မလွတ်မြောက်သေးဘူးတော့ဘာလို့မလဲချမ်းသာကြွယ်ဝခြင်းသေးတယ်ဆိုရင်အဲ့ဒီချမ်းသာကြွယ်ဝခြင်းရှိရနေမလွတ်မြောက်သေးဘူးအခုကျွန်တော်ခင်ဗျားတို့ပြောနေတာ beyond နော် beyond လိုချင်တာတွေသူ့ရှိရနေရတယ်အဲ့ဒီ level မှာပဲတင့်နေတဲ့ဂျိုသားတွေအများကြီးပဲဂျိုသားတွေသူနဲ့နေတယ်လိုချင်တာတွေတောင်းတတာတွေကိုယ့်ရဲ့ဆန္ဒတွေဟာတစ်ခုချင်းဖြစ်လာတယ်သူပေးတယ်သူဖြစ်စေတယ်အဲ့ဒီ level မှာတင့်နေတဲ့ဂျိုသားတွေအများကြီးပဲအဲ့ဒီ level မှာတာယာသွားတာအဲ့ဒီ level မှာတာယာသွားတာသူကဖြစ်နေသေးတယ်ဆိုတဲ့ကမလွတ်မြောက်သေးဘူးတခုခုဖြစ်နေသေးတယ်ဆိုတဲ့ကသူကပြက်အောင်မှာဖြစ်တာတိုင်းပြက်တယ်ပြက်တာတိုင်းနောက်တစ်ခုထပ်ဖြစ်ဘူးတော့ပါလားအဲ့တော့အခုကျွန်တော် beyond ကိုပြောနေတာနော် beyond အလွန်ပြောနေတာအဲ့ဒီလိုချင်တက်မှတ်မှုတွေရဲ့အလွန်အဲ့ဒီလိုချင်တက်မှတ်စိတ်တွေရဲ့အလွန်အဲ့ဒီအောင်မြင်ခြင်းစိတ်တွေရဲ့အလွန်အဲ့ဒီဆန္ဒတွေရဲ့အလွန်အဲ့ဒါကိုသူကျွန်တော်ကိုခံစားနားလည်စေဖို့အဖြစ်အပျက်ပေါင်းများစွာဒီ3နှစ်အတွင်းမှာဖြစ်စေခဲ့ပြီခံစားစေခဲ့ပြီနားလည်စေခဲ့ပြီအဲ့တော့ star zone ဘာဖြစ်ချင်သေးလဲဘာမှဖြစ်ချင်အဲ့ဘာမှမဖြစ်ချင်သေးဘူးဆိုတဲ့အဖြေကို star zone အုံနောက်နဲ့ဖြေတာလားစိတ်နှလုံးသားဝိညာဉ်တွေကအတိုင်းတကယ်ဖြေတာလားတကယ်ဖြေတာစိတ်နှလုံးသားဝိညာဉ်တွေအတိုင်းဖြေတာဘာလို့ကျွန်တော်ဘာဖြစ်ချင်သေးတယ်ဆိုရင်အဲ့ဒီဒုက္ခတွေရှိနေမှာအဲ့ဒီဖြစ်တဲ့ဟာကိုဖြစ်ပြီးသွားရင်လေအဲ့ဒီဖြစ်တဲ့ဟာမပြတ်အောင်ထိန်ရတယ်သိမ်းရတယ်ဘာနဲ့တူလဲဆိုအောင်မြင်မှုနဲ့တူတယ်အောင်မြင်မှုကခမည်းစူးစမ်းရုန်းကန်ပြီးတော့ရလာရင်အောင်မြင်မှုကရကောင်းရနိုင်တယ်အဲ့ဒီအောင်မြင်မှုကိုမပြည့်စည်အောင်ရေရှည်ထိန်းရတဲ့တောကကိုအောင်မြင်နေတဲ့လူတိုင်းသိတယ်မအောင်မြင်မှုတဲ့လူတွေသိစရာအကြောင်းမရှိဘူးမအောင်မြင်မှုတဲ့လူတွေအဲ့ဒီအောင်မြင်မှုရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုနားလည်စရာအကြောင်းမရှိဘူးဘောပေါက်လားမသိမအောင်မြင်မှုတဲ့လူတွေကအဲ့ဒီဟာတွေကိုနားလည်စရာအကြောင်းဘာမှမရှိတာ
အောင်မြင်မှုဟာခမည်းကြိုးစားရင်ရုံးဘာလဲမသိလားဖိတ်ကြည့်လို့ခဏလေးပါအောင်စာဖို့သမားခံတာဟုတ်တယ်အဲ့အောင်မြင်မှုခင်ဗျားတို့တွေတွေ့တယ်အောင်မြင်မှုနောက်ကိုလိုက်နေတဲ့လူတွေကြော်ကြရမလားကြော်ကြမှုနောက်ကိုလိုက်နေတဲ့လူတွေရဒီမှာအောင်မြင်မှုနောက်ကိုလိုက်နေတဲ့လူတွေကြော်ကြားမှုနောက်ကိုလိုက်နေတဲ့လူတွေခင်ဗျားတို့သိတယ်ဒါပေမဲ့အဲ့အောင်မြင်ပြီးသွားရင်အဲ့အောင်မြင်မှုကိုရေရှည်ထိန်းရတဲ့ကိစ္စအဲ့အောင်မြင်မှုကိုရေရှည်တည်တဲ့အောင်လုပ်ရတဲ့ကိစ္စအဲ့တော့ကတွေကိုအဲ့လူတွေသိတယ်အဲ့တော့ကတွေကိုအဲ့လူတွေသိတယ်မအောင်မြင်ခြင်းလောက်အောင်ကိုဖြစ်သွားလိမ့်မယ်အဲ့လူတွေမအောင်မြင်ရဲလောက်အောင်ကိုဖြစ်သွားလိမ့်မယ်အဲ့ဒီညခင်ဗျားတို့ကိုကျွန်တော်အပိုင်း3မှာအဓိကပေးခြင်းတဲ့ message ကဘာမှမဟုတ်ဘူးခင်ဗျားတို့ဒီအပိုင်း3မှာကျွန်တော်အဓိကပေးခြင်းတဲ့ message ကသူနေစဉ်ခင်ဗျားတို့ကိုကြုံတွေ့ခံစားနေတဲ့ပြဿနာတွေအခက်အခဲတွေဒုက္ခဆင်းရဲတွေကောက်စရာမရှိတော့အောင်နေမျောလင်းချက်တွေအကုန်ဘာမှမဖြစ်တာတွေသုတ်ပြက်နေအောင်သုတ်ပြက်သွားမယ်ဆိုတာတည်းပို့ပြီးသုတ်ပြက်သွားအောင်လုံနေတာတွေဒီကိစ္စရှိတယ်အဲ့ဒါဘာလဲဆိုတော့မင်းလက်ထက်မှာဘာမှမရှိဘူးမင်းတွေးသမျှအကြံစီတိုင်းကဘာမှမဟုတ်ဘူးမင်းဆိုတဲ့ကောင်ကဘာကောင်မှမဟုတ်ဘူးမင်းမှာဘာမှမရှိဘူးမင်းမှာဘာမှမပိုင်ဘူးမင်းဘာမှမစွမ်းဘူးမင်းဒီဘာကောင်မှမဟုတ်ဘူးသောပေါက်လားမသိဘူးအဲ့ဒီဟာတွေအဲ့ဒီ message ကိုပဲ तू ကအကြီးအကျယ်ပေးနေတာအဲ့ဒီ message ကိုပဲအကြီးအကျယ်ပေးနေတာအဲ့ဒါဆိုဘာ तू ကဘာဖြစ်နေတာလဲအဲ့ဒါပဲဖြစ်နေတာလေအဲ့ဒီ message ကိုရချင်သေးချင်တာမင်းမရှိငါဆိုတာမရှိဘူးဆိုတဲ့ဟာကိုခမ ्या ကိုခံစားစေတာငါဆိုတာမရှိဘူးဆိုတဲ့ဟာကိုခမ ्या ကိုခံစားစေတာငါဆိုတာမရှိကြောင်းကိုပေါ်တင်ပြတာအဲ့ကြောင့်ငါဆိုတာမရှိရင်မန်တက်เสียမရှိဘူးငါဆိုတာမရှိရင်ငါအောင်မြင်နေတာလည်းမရှိဘူးငါပိုင်ဆိုင်နေတာလည်းမရှိဘူးငါလိုချင်တာလည်းမရှိဘူးရလားမသိဘူးအဲ့တော့အခုကျွန်တော်သိတယ်ဂျိုသားတွေဒုက္ခမျိုးစုံနဲ့ရင်ဆိုင်နေရတယ်မမျော်လင်းတဲ့ဒုက္ခတွေနဲ့အများကြီးရင်ဆိုင်နေရတယ်ဒုက္ခဆင်းရဲမျိုးစုံနဲ့ရင်ဆိုင်နေရတယ်နားမလဲဘူးတချို့ဂျိုသားတွေနားမလဲဘူး तू ဘာဖြစ်ချင်နေတာလဲ तू ဘာ message ပေးနေတာလဲ तू ဘာလုပ်နေတာလဲ तू ကျွန်တော်ကို star ဆုံးရင်ကျွန်တော်ကို तू ဘာလုပ်နေတာလဲနားမလဲဘူးတချို့တွေနားမလဲနိုင်အောင်ဖြစ်ရတယ်သူ့ကိုနားမလဲနိုင်အောင်ဖြစ်ရတယ်သူကျွန်တော်ကိုဘာလုပ်ချင်နေမှမသိဘူး star ဆုံးရင်သူကျွန်မကိုဘာလုပ်ချင်နေမှမသိဘူးအဲ့ဒီကျွန်မဆိုတာမရှိကြောင်းအဲ့ဒီကျွန်တော်ဆိုတာမရှိကြောင်းပဲ message ပေးနေတာအဲ့တော့ဒါဒီစကားတွေကတာမန်လူတွေနားလည်ဖို့ဘာအကြောင်းမှမရှိဘူးတာမန်လူတွေအကြောင်းနားလည်တဲ့အကြောင်းဘာမှမရှိဘူးစမ်းတက်တာစမ်းတက်တယ်ဆိုတဲ့စကားတိတ်နေဗျပြောရမယ်ဆိုရင်လေစမ်းတက်တယ်ဆိုတဲ့စကားတိတ်နေစမ်းတက်တယ်ဆိုတာခင်ဗျဆောင်းပွဲဖြစ်ရတယ်လို့ပဲတော့ပါစမ်းတက်တယ်ဆိုတဲ့စကားဆောင်းပွဲဖြစ်ရတယ်လို့ပဲမဟုတ် तू ကခင်ဗျကိုအဲ့ဒီခံစားချက်ကိုဖြစ်အောင်မဖြစ်မချင်းလုပ်တာခင်ဗျတောက်ခံနေသေးလားမရဘူးအဲ့မပြုတ်မချင်းဖြုတ်ပါခင်ဗျအတောက်ခံလေး
အချိန်တရက်ကိုခင်ဗျာလက်မခံခြင်းလက်မခံခြင်းလို့တောင်းခံလေတဲ့မှာစူးစားလေမလွတ်မြောက်လေစူးစားလေမလွတ်မြောက်လေစူးစားလေမလွတ်မြောက်လေမြင်လားမသိဘူးစူးစားလေမလွတ်မြောက်လေမြင်လားမသိဘူးအဲ့တော့စမ်းတက်တာခမ ्या အခုဒီ level ခမ ्या ကိုစမ်းတက်တယ်ခမ ्या ကိုဒီဒုက္ခပေါ့ဒီဒုက္ခဒီလောက် size ပမာဏပေးထားတယ်အဲ့ဒီဒုက္ခ size ပမာဏကိုခမ ्या ဖြတ်တန်းရင်ဆိုင်ဖြတ်တန်းနေတယ်အဲ့ဒီဒုက္ခပမာဏကိုခမ ्या စူးစမ်းရုန်းကန်ပြီးတော့စမ်းတက်တာကိုခံနေတယ်အဲ့ဒါကိုကြော်လွားဖို့လေခမ ्या ကိုအချိန်မီခမ ्या မမျော်လင့်တဲ့အချိန်မှာဘာခေါ်လဲခွန်အားတွေပေးတယ်ဆွမ်းအားတွေပေးတယ်ခမ ्या မမျော်လင့်တဲ့အချိန်မှာဘယ်လိုခေါ်မလဲအကူအညီတွေပေးတယ်ခမ ्या ကိုဘယ်လိုခေါ်မလဲဘလိုင်းစမ်းနေတာမဟုတ်စမ်းတယ်ဆိုတာခမ ्या ကြာရှုံးရင်လည်းကြာရှုံးနိုင်တယ်လေစမ်းတယ်ဆိုတာခမ ्या ဆောင်းပွဲဆိုတာအောင်တာရှိတယ်မအောင်တာရှိတယ်မဟုတ်ဘူး तू ခမ ्या ကို choice မပေးထားဘူးခမ ्या မှာရွေးချယ်ခွင့်ရှိတယ်လို့ထင်နေတာမရှိဘူးတကယ်တော့ရွေးချယ်ခွင့်ဒီအများကြီးပဲလူကရွေးချယ်ခွင့်တွေအများကြီးပဲ yes လူမှာရွေးချယ်ခွင့်တွေအများကြီးပဲလို့တာမန်လူတွေကရွေးချယ်ခွင့်တွေအများကြီးပဲလို့ထင်တာဒါပေမဲ့ဂျိုသားကသိတယ်ရွေးချယ်ခွင့်တွေအများကြီးပဲဒါပေမဲ့ဂျိုသားမှာရွေးသေးတာဒီတလန်းပဲရှိတယ်ဘာလို့ကျန်တဲ့ဟာတွေကဂျိုသားဆောက်လို့မဟုတ်လို့လုပ်လို့မရဘူးဆိုတာအဲ့ဂျိုသားသိတယ်ဟဲ့လားဥမာမကောင်းတဲ့ bad vibe တွေနဲ့မကောင်းတဲ့စိတ်တွေနဲ့နေရမယ်လမ်းတွေရှိတယ်ချမ်းသာမယ်ဒီပြဿနာကနေလွတ်မြောက်မယ်ချမ်းသာမယ်ကြွယ်ဝမယ်အောင်မြင်မယ်သိတယ်ဒါပေမဲ့ဂျိုသားအဲ့လမ်းတွေကိုရှောက်လို့မရဘူးဘာဖြစ်လို့လဲဂျိုသားကသူ့အတူသိတယ်လေကိုကိစ္စမဟုတ်လို့ကိုကိစ္စမဟုတ်တာကိုဂျိုသားကကောင်းကောင်းသိတယ်ကောင်းကောင်းသိတယ်ကိုကိစ္စမဟုတ်ရင်သွားလို့လို့မရဘူးဆိုတာကိုကောင်းကောင်းသိတယ်အဲ့တော့ပြောရရင်ဂျိုသားမှာရွေးချယ်စရာတွေအများကြီးဘလောက်ပဲယာနဲ့ချီပြီးဂျိုသားရှိမှရှိနေပါစေဂျိုသားမှာရွေးစရာတစ်ခုတည်းအဲ့တခုကိုအဲ့ဂျိုသားပဲသိတယ်ကျန်တဲ့လူမင်းဘာဖြစ်လို့ကျန်တဲ့ဟိုဘက်က69ခုကိုမရွေးတာလဲမင်းမရွေးချက်တရားအများကြီးရှိတာပဲလူမရွေးချက်ခွင့်ရှိတာပဲ yes ဒါပေမဲ့ဂျိုသားမှာအဲ့တခုပဲရွေးတရားရှိတယ်ဘာလို့အဲ့ဒါသူ့ပြစ်တင်မှုနဲ့သူ့လာရင်ကိစ္စနဲ့သူ့ပေးထားတဲ့စိတ်နှလုံးသားဝိညာဉ်နဲ့ဂျိုသားမှာတခြား69ခုကိုရွေးတရားအကြောင်းဘာစောက်ကြောင်းမှမရှိအဲ့ဂျိုသားအဲ့တခုပဲရွေးမှာပဲတော့မလားအဲ့တော့ကတော့ကစမ်းတက်တယ်ဆိုတဲ့စကားလုံးကပြောရင်နည်းနည်းတယောင်ယောင်နဲ့တိတ်နေတကယ်တော့စမ်းတက်တယ်ဆိုတဲ့ခင်ဗျာကြာရှုံးနိုင်တယ်ဒီ level ကနေမတက်တော့ဘူးဖြစ်နိုင်တယ်မဟုတ်ဘူးတက်မှာဒါပေမဲ့ခင်ဗျားကိုအဲ့ဒီ level ကိုဖြတ်သန်းပြီးမှခင်ဗျားကို level up လို့ရမှာအဲ့ဒါမလို့ဘယ်လိုကောမလဲ level up ဖို့အတွက်ဆိုလို့ရှိရင်ဒီ level တစ်ခုကိုဒီဒုက္ခတစ်ခုကိုဒီဆင်းရဲတစ်ခုကိုဒီဆုံးရှုံးမှုတစ်ခုဒီလက်လွတ်လိုက်ရမှုတစ်ခုကိုသူပေးတွေ့တာခင်ဗျားအဲ့ဒါကိုမအောင်ဘူးလားမအောင်မဲမရှိဘူးအောင်ပါ level up ဖို့အတွက်ကိုအဲ့ဒီဒုက္ခရောက်လာတာအဲ့ဒီဒုက္ခရောက်မလာရင်ခင်ဗျား level မ up စရာ level မြင့်စရာအထက်အကြောင်းမရှိဘူးသူမြင်လားမသိဘူးအဲ့တော့အခက်အခဲပြဿနာတစ်စုံတရာခင်ဗျားရှိကိုဘဝမှာမကြုံဘူးတဲ့အခက်အခဲဘဝမှာတစ်ခါမှမရဘူးတဲ့ဆုံးရှုံးမှုတွေဘဝမှာတစ်ခါမှမရဘူးတဲ့အောင်မြင်မှုတွေဘဝမှာတစ်ခါမှမရဘူးတာတွေလာနေပြီဆိုရင်အဲ့ဒါသိဘာမှမလာဘူးငါဘဝကြီးကအေးစေးတသားရရပဲငြိမ့်နေတယ်ငါဘဝကြီးကငြိမ့်နေတယ်စောက်ရမ်းညွငြိမ့်နေတယ်ဘာအခက်ခဲမှမလာဘူးဒီမှာ comfort zone ထဲမှာတသားရရပဲ level up စရာမရှိဘူး level up စရာအကြောင်းမရှိဘူးဒီတိုင်းငြိမ့်နေမှာအဲ့တော့ပြဿနာတွေလာပြီစိန်ခေါ်မှုတွေလာပြီတကယ်ငိုယိုဒူးထောက်ပြီးတော့လူးလိုက်ပြီးတော့ယူခနေတဲ့ပြဿနာမျိုးတွေလာပြီအဖက်ဖက်ကနေတကယ်ကိုယ်လှုပ်မရအောင် squeeze လုပ်တာညှစ်ထားတာကဲမင်းဘာလုပ်တန်တယ်လဲမင်းဘာတနိုင်တယ်လဲโอเคကျွန်တော်ကိုတူလို့သဘောထားမမမို့ကျွန်တော်ညှစ်ထားတာကျွန်တော်ကိုတူလို့သဘောထားလှုပ်လို့မရအောင်ညှစ်ထားတာဘာမှမတနိုင်ဘူးလား
ဘာမှတတ်နိုင်လားတတ်နိုင်သေးလားမမမိုးတတ်နိုင်ဘာတတ်နိုင်သေးလဲညဲသူ့ထားအဲ့ဒါသူ့ထားအဲ့ဒါပဲမင်းဘာမှမတတ်နိုင်ဘူးမတတ်နိုင်ဘူးဆိုတဲ့အတန်ကိုပဲကြားချင်တာစောက်စားကြီးအဲ့ဒါငါတွေ့နော်အဲ့ဒါငါတွေ့နည်းနည်းတတ်နိုင်သေးတယ်ကြိုးစားကြည့်အောင်မယ်ကြိုးစားခြင်းသေးတယ်မိုးကောင်းငင်တမို့ကျဲကိုစွတ်ဘလုဘလုပြုတ်အဲ့ဒီစိတ်တွေနဲ့အဲ့ဒီစိတ်တွေနဲ့အဲ့ तू ကညစ်လေဘာဖြစ်လာလဲခမရပို့ပြီးတမ်းမာလာတယ်အဲ့တော့ခမရဒီ level ဒုက္ခကိုခံနိုင်သွားရင်မပျော်နဲ့တာကြီးတို့ဂျိုးသားတွေဂျိုးသူတွေမပျော်နဲ့အဲ့ဒီ level ကိုခံနိုင်သွားရင်ခမရပို့ပြီးတော့စိတ်ဝိညာဉ်ကပို့ပြီးတမ်းမာလာပြီအရင်တစ်သက်လုံးမှာရှိတဲ့စိတ်ဝိညာဉ်ထက်ပို့ပြီးတော့ကြီးထွားလာပြီမာဆယ်တွေထွက်လာပြီအားကောင်းလာပြီမပျော်နိုင်ဘူးဆိုတာဘာကြောင့်ပြောတာလဲနောက်ထပ်အဲ့ထက်ကြီးတဲ့ပြဿနာလာလိမ့်မယ်အဲ့ထက်အဖက်ဖက်ကနေလှုပ်လို့မရအောင်လုပ်တဲ့ပြဿနာတွေလာလိမ့်မယ်ဘာလို့ဆိုခမ ्या ကို surrender လုပ်ခိုင်းနေတာခမ ्या ကို surrender လုပ်ခိုင်းနေတာခမ ्या ကို surrender လုပ်ခိုင်းနေတာလက်နဲ့ချခိုင်းနေတာဒူးထောက်ခိုင်းနေတာအရှုံးပေးခိုင်းနေတာငါဘယ်လိုဖြေရှင်းရမလဲဟိုကိစ္စကိုငါဘယ်လိုဖြေဟိုကိစ္စကိုဘယ်လိုဖြေရှင်းနေနေဒီကိစ္စကိုငါဘယ်လိုပြေးဖြေရှင်းပလိုက်မယ်ဒီကိစ္စကိုဘယ်လိုဖြေရှင်းနေနေဟိုကိစ္စကိုတော့ငါဘယ်လိုသွားပြီးလုပ်လိုက်မယ်လုပ်လေလုပ်အဲ့လိုလုံးနေလေ तू ကခမ ्या ကိုနောက်ထပ်အဖက်ဖက်ကနေထပ်ပြီးတော့လုံးလို့မရတဲ့အဆင့်အထိကိုခြေကုံလက်ပန်းနေကြာပြီးတော့ no other fucking choice တခြားဘာမှရွေးစရာမရှိတော့ဘူးငါလုပ်စရာလည်းကုန်နေပြီဆိုတော့ဘဝကိုရောက်မရောက်မချင်းပို့မှာတော့မရောက်မချင်းပို့မှာတော့ကုန်းကောက်စရာမရှိတဲ့ဘဝကိုပို့မှာတော့လှုပ်လို့မရတဲ့အခြေအနေကိုပို့မှာတော့ငါဆိုတာမရှိဘူးဆိုတဲ့ message ကိုပေးနေတာငါအဲ့ငါကြံနေတဲ့ရွေးကိုအဖြုတ်ခံရမှာငါကြံနေတဲ့ရွေးငါမှာမန်းနေငါရဲ့မန်းနေငါရဲဝင်းသူပဲဘာလို့မလုံးနိုင်ရမှာလဲငါပြဿနာတွေအများကြီးငါမှသူရှိတယ်အဲ့မန်ကိုအတက်မခံ I'm fucking stone ငါသူနဲ့နေနေတာငါတစ်သက်လုံးပြဿနာတွေအများကြီးပဲငါပြဿနာတွေအများကြီးပဲငါဘာလို့မတက်နိုင်ရမှာလဲငါဘာဖြစ်လို့မကြော်နိုင်ရမှာလဲငါဘာဖြစ်လို့ဒါအောင်မအောင်နိုင်ရမှာလဲအဲ့ဒါကိုမလို့ကျင်တာအဲ့တော့ဘာလားမသိဘူးအဲ့ဒါကိုမလို့ချင်တာအဲ့ဒီငါဆိုတဲ့ဟာကိုစကားတွေကိုပြောမခံတာခမ ्या ကိုဘယ်လိုလုပ်တာလဲဆိုတော့သူကအခွန် body just body ပဲခမ ्या ကို तू အပိုင်သိမ်းချင်တာလူဟာသူ့ကိုအပိုင်ပေးဖို့အတွက်စောက်ရမ်းခတ်တယ်လူဟာကိုယ့်ဘဝကြီးကိုသူ့ပေးနေဖို့အတွက်မလွယ်ဘူးတော့ဘာလားမသိလူဟာကိုယ့်ရဲ့ဘဝကြီးကိုယ့် body ကိုယ့်ရဲ့ဘဝကြီးကိုသူ့ 100% ပေးပြီးတော့ကြိုက်တာလားလုံးတော့တိုင်းငါဘဝကိုကြိုက်တယ်လို့တော့ငါဘဝကိုအကုန်ယူလို့ပေးဖို့အတွက်လူသားမလုံနိုင်ဘူးဘာကြောင့်လဲငါဘဝလေကွာမင်းကလည်းမင်းပေးစရာလားငါဘဝလေးတော့ချမ်းသာပေးပါဟာအဲ့တော့ဘယ်ကနေသူစဖြုတ်လေခမ ्या တို့ဂျိုသားပဲတော့ဂျိုသားလူတွေကိုဘာမှပြောလူတွေကသူ့ဘာလွတ်ထားတာလူတွေကသူ့ဘာလွတ်ထားတာလူတွေကသူ့ပြိဿသမုပ္ပါနဲ့သူတို့လဲနေတာသူ့ရဲ့လူဖြစ်တဲ့ဂျိုသားတွေကိုသူလှုပ်တာကတခုချင်းစွန့်လွတ်ရအောင်ကိုလှုပ်တာတခုချင်းမစွန့်လွတ်နိုင်ဘူးဆိုတာမကြံအောင်ကိုလှုပ်မှာဘာချန်နေသေးလဲခင်ဗျာဘာချန်နေလဲအဲ့ကြံနေတဲ့သူတွေဖြုံးမှာတော့အဲ့ကြံနေတာကိုကုန်အောင်ဖြုံးမှာတော့ခင်ဗျာဘာမှမကြံဘူးအကုန်ကြီးပဲကုန်ပြီအဲ့ဒါကို तू စောင့်နေတာအဲ့ဒီနေကို तू စောင့်နေတာအဲ့ဒီမကုံမချင်းခမ ्या ကိုဖြုံးမှာ
အဲ့ဒါခီးဖွိုင်းမယ်ငါကြောင့်မဘာဖြစ်လို့ဒီလောက်ငါကြောင့်မဘာဖြစ်လို့ဒီလောက်ဒုက္ခတွေရောက်နေတာငါကြောင့်မဘာဖြစ်လို့ဘာမှကိုကောက်စရာမရှိတာလဲငါကြောင့်မဟုတ်ဘူးငါမရှိအောင်လုပ်နေတာပြီးဒါမှသူပဲလာမှာခမည်းငါမရှိတော့မှသူပဲကြံတော့မှာအဲ့ဒါမှသူကခမည်းကိုအပြည့်အဝအလုပ်လုပ်လို့ရမှာခမည်းကိုသုံးပြီးတော့သူလှုပ်เสียရှိတဲ့အလုပ်တွေကိုကဘာမြေပေါ်မှာအပြည့်အဝလုပ်လို့ရမှာခမည်းလူရဲ့စိတ်အရာလူငါကြံနေသေးသေးသူကောင်းကောင်းကွန်ထရိုးလုပ်လို့မရဘူးသူကောင်းကောင်းလုပ်လို့မရဘူးသူ့ဒါဘာလဲဆိုတော့အဲ့ဒါပဲအဲ့သူနဲ့ကျွန်တော်ကတော့ရှင်းတယ်ကျွန်တော် 100% ပေါ်တင်သူကြိုက်တာလို့ကြိုက်တယ်လို့သာလို့အဲ့ဂျားထဲမှာတော့မှတစ်ချက်ငါကဟို unconsciousness တွေကနေမသိစိတ်တွေကနေငါရဲ့မန်လေးတွေထွက်လာသေးတယ်ငါရဲ့မာနာလေးတွေထွက်လာသေးတယ်အဲ့ထွက်လာတဲ့အချိန်ဆိုရင်အဖြစ်အပျက်တစ်ခုနဲ့ထွက်လာတဲ့မာနာလေးတွေကိုခွာချအောင်ဖြစ်ပျက်တစ်ခုလာတယ်မထွက်ရဲဘူးထွက်တာနဲ့လာမှာအဲ့တော့ခမည်းကြိုးသားခမည်းဒီနေ့ပြဿနာတစ်စုံတရာကြုံရတယ်အခက်အခဲဒုက္ခကြုံရတယ်ဘဝရှိနေတဲ့ဘဝကနေပြတ်သွားပြန်ပြီမပူနဲ့သူပေးနေတဲ့ message ကမပူနဲ့ငါရှိတယ် that's it သူ့ကိုယုံကြည်စိတ်ချနဲ့လိမ်မြန်စည်းသလိုပဲဖိုင်လောက်ကိုယုံကြည်လို့ခမရလိမ်မြန်ပေါ်တက်ထိုင်တာအဲ့ထားမျိုးပဲသောပါလားကျွန်တော်ငယ်ဘဝတော့ကျွန်တော်မိဘတွေကိုမယုံဘူးလားကျွန်တော်ငယ်လေးတွေဘဝတွေတော့မိဘတွေကိုကျွန်တော်တို့မယုံတဲ့စိတ်မရှိဘူးလေကလေးဘဝတော့ယုံတယ်လေမိဘတွေကိုတန်တရားမရှိဘူးလေဟာခမရစားဖို့အတွက်အချိန်တိုင်ပေးမှာပဲမိဘခမရအချိန်တိုင်ရေးချိုးရမှာပဲခမရအချိန်တိုင်ခမရမပူစားတဲ့အဝတ်စားတွေရမှာပဲခမရအချိန်တိုင်မပူစားတဲ့ကစားစရာတွေရမှာပဲခမရဘာမှဒီမှာ shopping မထွက်ရပဲနဲ့ခမရအကြီးကိုကလေးတွေပစ္စည်းတွေရနေတာပဲကြိုးသားအဲ့ဒါကို तू ကသူ့ကိုဗျအလုံးစုံပေးပြီဆိုရင် तू ကကိုကတကယ် just ဘာမှမရှိတော့ငါကိုမရှိတော့တာအဲ့ငါနည်းနည်းလေးကြံသေးသေးပဲ तू ဖြုံမှာဘယ်လိုဖြုံမှာလဲကတော့ကကျွန်တော်ပြောပြီးပြီလေကျွန်တော်တို့မမျော်လင့်တဲ့အချိန်မှာမမျော်လင့်တဲ့နေ့တွေနဲ့ကိုရင်ထဲမှာခံစားပြီးတော့အိုးစုပ်ပြပြီးတော့ငိုယိုပြီးတော့သူ့ကို complain မတက်ဘူးလေတက်တာပေါ့ဘာလို့တာလဲဒေါသထွက်တာပေါ့မနေတော့ဘူးခမည်းနဲ့ကျွန်တော်မနေတော့ဘူးတော်ပြီအဲ့လောက်ကြီးတော့လွန်လာပြီလေအဲ့လောက်ကြီးတော့သွားများပါပြီလေခမည်းကျွန်တော်မနေတော့ဘူးတော်ပြီကျလောက်မခေါ်တော့ဘူးကြိုးစားကျွန်တော်ပြောခဲ့ပြီလွန်ခဲ့တဲ့3နှစ်တည်း no you turn နောက်ပြန်လဲလို့မရတော့ဘောက်ခမရကြိုးသားမလို့တော်ပါပြီစားဆုံးရဲ့သူနဲ့မနေချင်တော့ပါဘူးတော်ပါပြီစားဆုံးရဲ့သူနဲ့ဝေးပဲနေတော့မယ်တော်ပါပြီစားဆုံးရဲ့မရတော့အရန်လက်သနီးကျန်းတယ်ဘာမှကျွန်တော်ဘာမှလုပ်လို့မရဘူးကျမဘာလုပ်လို့မရဘူးသူကြီးပဲလုပ်နေတာဒါပေမဲ့အဲ့ဒါယူကျွန်တော်မကြိုက်တော့ဘူးကျမမကြိုက်တော့ဘူးမနေချင်တော့ပါဘူးတော်ပြီသူနဲ့မခေါ်တော့ဘူးသူနဲ့ကွာရှင်းပြက်စဲမယ်ခင်ဗျားတို့အိမ်အောင်ဘက်တွေဆိုတာကွာရှင်းပြက်စဲလို့ရတာသူနဲ့ကွာရှင်းပြက်စဲလို့မရဘူး no you turn ခင်ဗျားတို့ပြန်လဲမယ်ဘာလို့ခင်ဗျားကိုယ်တိုင်သိကြိုးစားပြနေလို့သူ့ကြောင့်ပဲဒီဘဝကိုရတာလားသူ့ကြောင့်ပဲဒီဘဝမှာနေရတာသူ့ကြောင့်ပဲဒီကဘာကိုရောက်လာတာအဲ့ကြောင့်မလို့ခင်ဗျားသူ့လက်ကလွတ်เสียအကြောင်းမရှိတော့ဘူးအဲ့ခင်ဗျားဘယ်တော့သူ့လက်ကလွတ်မလဲဟမ်မလွတ်ဘူးလေခင်ဗျားတာဝန်ပြီးရင်မပူနဲ့ခင်ဗျားမမျော်လင်းတဲ့အချိန်မှာမမျော်လင်းတဲ့နေရာမှာ
ခမရတောင်းဝင်နေပြီးသွားပြီဆိုခမရကိုယ်တိုင်မသိဘူးတောင်းဝင်ပြီးမလားမပြီးမလားခမရကိုယ်တိုင်လည်းသိတယ်အကြောင်းမရှိဘူးအဲ့နေ့မှာခမရကိစ္စတွေအားလုံးပြီးသွားတဲ့နေ့ခမရဒီဘဝဒီကိစ္စတွေအားလုံးပြီးပြီဆိုတဲ့နေ့မှာဒိုးရမှာမပူနဲ့အဲ့ကိစ္စအဲ့နေ့မရောက်မှချင်းကျွန်တော်တို့ဟာအဲ့ဒါသူ့စိတ်တိုင်းကြဂျိုသားကိုပဲပြောနေတာလူကိုပြောနေတာမဟုတ်ဂျိုသားကိုပဲပြောနေတာသူ့စိတ်တိုင်းကြပဲအဲ့ဒါကျွန်တော်တို့မှလုံးစရာတစ်ခုပဲရှိတယ်သူ့ကိုကျွန်တော်တို့ငငယ်တော့မိဘတွေကိုယုံလို့ယုံရမှာစိတ်ချတာရသူ့ဘောက်ကြည့်လို့လိမ့်မယ်ငါ့ကိုဒုက္ခမပေးဘူးဒုက္ခတွေပေးတယ်ဆိုတာဆိုရင်ပေးတယ်တော်တော်ပေးတယ်အဲ့ဒီဒုက္ခတွေကခမည်းတော်ကိုစိတ်ဝိညာဉ်တမ်းမာစေဖို့သူ့ကိုယုံကြည်မှုတိုးလာစေဖို့သူ့ကိုအားကိုးမှုတိုးလာစေဖို့သူ့ကိုအချစ်တွေတိုးလာစေဖို့အဲ့ဒုက္ခတွေကိုပြီးရင် तू ကမင်းရှင်းတာမဟုတ်ဘူးတာကြီးငါရှင်းတာမင်းလက်ရမဟုတ်ဘူးငါလက်ရသူ့လက်ရဆိုတာပေါ်လွင်စေဖို့ထင်ရှားစေဖို့ကိုရှင်းတဲ့လက်ရထပ်ပို့ပြီးအစာပေါင်းမြောင်များစွာမိုက်ချောင်းကိုဆရာသမားလှုပ်ပြတယ်ပြဿနာကြီးပေးလိုက်သူရှင်းပေးလိုက်ပြဿနာကြီးပေးလိုက်သူရှင်းပေးလိုက်ပြဿနာကြီးဒီထက်ပိုကြီးတာကြီးပေးလိုက်ကိုယ်ကရှောက်ရှင်းတိတိလဲတိုက်ဖယ်လိုက်တိုက်ဖယ်လိုက်ဆိုပြီး तू ဝင်ပြီးတော့ရှင်းဖို့အတွက်က point တစ်ခုရောက်ဖို့လိုတယ်အဲ့ဒီ point ဟာဘာလဲဆိုတော့ surrender လုပ်ဖို့ကျွန်တော်ရှင်းလို့မရတော့ဘူးကုန်ပြီကျွန်တော်ရှင်းတဲ့အကွက်တွေကုန်သွားပြီဟောပါလားမသိကျွန်တော်ရှင်းလို့မရတော့ဘူးဆိုတာကိုအဲ့တကယ်နားလေတဲ့အချိန်ကို तू ကစောင့်နေသိကြပါပြီလားမင်းကုန်ပြီလားမကုန်မချင်းစောင့်တာနော်မကုန်မချင်းစောင့်တာအဲ့တော့မှ तू လက်ရအောင်ခင်ဗျာတွေ့ရမှာအော် तू ရှင်းသွားတော့လဲလွယ်နေတာပဲငါရှောက်ရှင်းတာရှောင်းနေပါလားဆိုတော့ခင်ဗျာသဘောပေါက်သွားလိမ့်မယ်ခင်ဗျာသဘောပေါက်သွားလိမ့်မယ်ဟုတ်တယ်ကိုကောင်းမင်းဦးပြောတာလွယ်တယ်ဒါပေမဲ့လွယ်မရောနဲ့ခက်တယ်ဘာလို့ကျွန်တော်ကလူဖြစ်နေလို့လူစိတ်ကျွန်တော်တို့မှာရှိနေလို့သူနဲ့စီးမျောဆိုတာတာယာနေတဲ့အချိန်လေးတွေဒါလူတွေကစီးမျောနိုင်တာလေမုံတိုင်းတွေတိုက်နေတဲ့အချိန်ညာလူဖြစ်တဲ့အတွက်စိတ်တက်ကြတာတွေဖြစ်တယ်ကြောက်တာတွေဖြစ်တယ်စိုးရိမ်တာတွေဖြစ်တယ်ပူပန်တာတွေဖြစ်တယ်သဘောပေါက်လားအဲ့တော့ तू ကအဲ့စိုးရိမ်တာတွေပူပန်တာတွေကြောက်ရွံ့တာတွေအဲ့စိတ်တွေဖြစ်နေတဲ့ကာလပတ်လုံးမှာ तू ကခင်ဗျားကိုအဲ့ဟာတွေနဲ့တိလက်သေးမှာခင်ဗျားစိုးရင်စရာတွေမစိုးရင်တော့ဘူး तू ရှိတယ် तू လို့လိမ့်မယ် तू လက်ကငါလက်ထပ်ဖို့လာတယ် तू ရှင်းတာငါရှင်းတာတည်းပိုမိုက်တယ်အဲ့ဒီအတွေးအဲ့ဒီခံစားချက်ဝင်လာတဲ့အချိန်ကို तू စောင့်တာအဲ့တော့မှ तू ရှင်းတာခင်ဗျားရှောက်လုံးနေသေးတယ် तू မရှင်းသေးဘူးကြည့်နေဦးမှာခင်ဗျားကိုလက်ပိုက်ကြည့်နေမှာလက်ပိုက်ကြည့်နေမှာခင်ဗျားရှောက်ပြီးတော့ရှင်းနေသမျှခင်ဗျားရှောက်ပြီးလုံးနေသမျှ तू လက်ပိုက်ကြည့်နေမှာအမေကတော့ကျွန်တော်ကုန်ပြီကျွန်တော်ကုန်သွားပြီကျွန်တော်ကုန်သွားပြီ let it go ကျွန်တော်ကုန်သွားပြီဆိုတော့လက်နဲ့ချတဲ့အချိန်ကို तू စောင့်တာအဲ့လက်နဲ့မချမချင်းငါဆိုတဲ့မာမာနာမပြောက်မချင်းဖြုံးမှာနော်ဖြုံးမှာစောက်ရမ်းဖြုံးမှာဆောင်းရမ်းနေဖြုံးနေသေးတယ်ဆောင်းရမ်းနေကျန်းနေသေးတယ်ဆိုရင် point ဘာလဲရွေးချက်နှစ်ခုရှိတယ်တစ်ခုကခမည်း training ကာလမှာပြီးသေးတာခမည်းကိုဒီခံစားချက် तू ဒီအဖြစ်အပျက်ကနေပေးသေးခြင်းနဲ့ခံစားချက်နဲ့စိတ်နှလုံးသားဝိညာဉ် point ကိုမရောက်သေးတာအဲ့လောက်ခမည်းမကြီးထွားသေးတာမတန်မာသေးတာပြောရအဓိကတော့ tough ဖြစ်အောင်လုပ်တာပဲခမည်းရဲ့စိတ်ဝိညာဉ်ကို tough ဖြစ်အောင်လုပ်တာအဲ့ခမည်းစိတ်ဝိညာဉ်အဲ့ tough ဖြစ်သွားပြီဆိုရင်ရပြီအဲ့အချိန်ကျအဲ့ဒီ lesson သင်တန်းပြီးပြီသင်တန်းဆင်းပြီခင်ဗျားတင်တန်းသိပြီဆင်ပြီခင်ဗျားဒီ level ကျော်သွားပြီအဲ့ဆိုရင်ကျွန်တော်တို့ तू က surrender လုပ်ဖို့ပဲတောင်းနေတာ surrender လုပ်ဖို့ပဲတောင်းနေတာဒါပေမဲ့လူက surrender မလုပ်နိုင်ဘူးလူက surrender လုပ်ဖို့တော်တော်ခက်တယ်လူဖြစ်နေလို့တော့ဘောလားအဲ့လူအတွေးနဲ့ဘာမှဆိုင်ဘူးဂျိုသားရဲ့ spiritual war ထဲမှာနေထိုင်ပုံကကျွန်တော်တို့ 3D ကဘာထဲမှာလူတွေနေတဲ့စဉ်းစားတွေးတောတဲ့လူတွေဆုံးဖြတ်လောက်ကင်တဲ့ဟာတွေနဲ့ရှင်းလို့မရအကနဲ့ရှင်းရစတဲ့နဲ့ရှင်းလို့မရဘူးအကနဲ့ရှင်းရအနုပညာနဲ့ရှင်းရချ
ချစ်ချင်းမေတ္တာတရားနဲ့ရှင်းရတယ်ပတ်စံနဲ့ရှင်းလို့မရဘူးအာနာနဲ့ရှင်းလို့မရဘူးမာမာနာနဲ့ရှင်းလို့မရဘူးဂျိုသားဘဝဂျိုသားကဘာမှာချစ်ချင်းမေတ္တာနဲ့တည်ငြိမ်အေးချမ်းခြင်းနဲ့သူ့ကိုယုံကြည်စိတ်ချခြင်းအဲ့ဒီဟာတွေနဲ့ပဲရှင်းလို့ရတယ်ပတ်စံနဲ့ရှင်းလို့မရဘူးအဲ့တော့ train ဒီလိုနေတတ်ဖို့သူနဲ့ယုံကြည်နေတတ်ဖို့ဟာ train မမိပဲနဲ့နေလို့မရဘူးသူနဲ့ယုံကြည်သူ့ကို 100% ယုံကြည်ငါလောက်တာထက်သူလောက်တာပိုလာတယ်ငါဖန်တီးတာထက်သူဖန်တီးတာပိုမိုက်တယ်ငါတော်တာထက်သူတော်တာပိုတော်တယ်ငါတော်တယ်ဆိုတာတွေကလည်းငါဟာတွေမဟုတ်ဘူးငါမှာတစ်သလုံးရထားတဲ့အသိပညာတွေအတွေးခေါ်တွေငါတစ်သလုံးကျွတ်ထားတဲ့ဟာတွေကလည်းငါဟာတွေမဟုတ်ပါလားသူ့ရှိရလာတဲ့ဟာတွေပါလားဆိုတာကိုခံစားနားလည်ထားတဲ့ဂျိုသားငါတော်လို့မဟုတ်ဘူးငါတက်လို့မဟုတ်ဘူးငါစောက်ရမ်းကျွတ်လို့မဟုတ်ဘူးဒီဘဝဒီအချိန်တွေကိုရထားတာသူ့ကြောင့်ဆိုတာကိုခံစားနားလည်နေတဲ့ဂျိုသားသူနဲ့နေတဲ့ဂျိုသားကျွန်တော်ဒီစကားလေးနဲ့ညီကုန်းချုပ်တယ်မလွယ်ဘူးယူအောင်သွားအောင်ယူအောင်သွားအောင်ဘာလို့မကုံမချင်းဖြုတ်တာဆိုတော့ကုံအောင်ခံရတာလေကုံအောင်ခံရတာအဲ့ကျွန်တော်တို့ဘလို့ကုံပြီလားဘလို့သိနိုင်မလဲကိုယ့်အကူသိတယ်ငါကုံသွားပြီမရှိတော့ဘူးဘာမှမရှိတော့ဘူး surrender လုပ်တဲ့ဟာကို तू စောင့်နေတာခမ ्या surrender လုပ်တဲ့အချိန်ကိုစောင့်နေတာခမ ्या သူ့ကိုပဲပေးလုံးမဲ့အချိန်ကို तू စောင့်နေတာပြုံးကြီးကြည့်နေတာကိုကသာယူခါနေတာ तू ကပြုံးကြီးကိုကြည့်နေတာ तू ကပြုံးကြီးကြည့်နေတာကိုကသာယူခါနေတာအဲ့တော့ကိုကသာမလွယ်တာ तू ကကြည့်နေတာ तू လုံးရင်လွယ်တယ်လေ तू လုံးရင်လွယ်တယ်လေအဲ့တော့ तू နဲ့ဘယ်စနေရမှာပဲကျွန်တော်တို့ဘောက no choice ဂျိုးသားကိုသူ့လူအဲ့တော့ तू ကခင်ဗျားကို 24/7 ကပါတယ်အကာအကွယ်ပေးတယ် reward တွေလည်းလာတယ်သူ့လက်တွေလည်းလာတယ်ခင်ဗျားမမျော်လင့်တဲ့အချိန်မှာခင်ဗျားမမျော်လင့်တဲ့နေရာမှာခင်ဗျားသူ့လက်တွေရနိုင်တယ်အဲ့သူ့လက်တွေကလည်းဘယ်အချိန်ဒီမှာတကယ်လိုအပ်တဲ့အချိန်ဒီမှာရတာကိုလောဘနဲ့လိုချင်တက်မှတ်စိတ်တွေနဲ့မရဘူးလောဘဒေါသမောဟတွေကင်းနေတဲ့စိတ်နှလုံးသားဝိညာဉ်မှာပဲ inner peace ရှိတာ inner peace ကိုယ်တွင်မှာငြိမ်းချမ်းတဲ့ inner peace ကဗုဒ္ဓပြောသွားသလိုပဲလောဘဒေါသမောဟတွေကင်းစင်နေမှာအဲ့ဒီ inner peace ကရှိတာအဲ့ဒီ inner peace တည်ငြိမ်အေးချမ်းနေတဲ့ calm down ဖြစ်နေတဲ့ဘာလာအေးစီဆိုတဲ့ရင်ထဲမှာမပြာမတောက်ဖဲနဲ့မပူမပင်မဲနဲ့မစိုးရိမ်မဲနဲ့ပြာများမနေပဲနဲ့မပရာမြေလူဖြစ်မနေပဲနဲ့စက်ပြတဲ့လင်ပြောက်ဖြစ်မနေပဲနဲ့အဲ့ဒီတည်ငြိမ်အေးချမ်းနေတဲ့စိတ်ဝိညာဉ်ရှိတဲ့အချိန်မှာပဲသူ့အလုပ်လုပ်တယ်သူ့လက်ရာတွေကိုမြင်ရတယ်ခမရလိုချင်တာတွေပေးနေတာမဟုတ်ဘူးခမရလိုအပ်တာတွေကိုပဲလိုအပ်တဲ့အချိန်မှာနောက်မကြပဲနဲ့ပေးနေတာမစောပဲနဲ့ပေးနေတာအဲ့ဒုက္ခတွေကခမရလိုအပ်နေလို့ပေးနေတာအဲ့ဒုက္ခတွေဘာလို့ပေးနေတာလဲလိုအပ်လို့ပေးတာအဲ့ဒုက္ခတွေမလာပဲနဲ့ခမရအဲ့လောက်မတန်မှလာဘူးဘလားလားမဟုတ်ဘူးလေစိတ်ဝိညာဉ်ကိုပြောတာအဲ့ဒုက္ခတွေမလာပဲနဲ့ခမရဒုက္ခစစ်တွေကိုနားမလဲပဲနဲ့ခမရဒုက္ခစစ်တွေကိုနားလဲစရာအကြောင်းဘာတောက်ကြောင်းမှမရှိဘူးလူတာမန်လူတွေဟာဒုက္ခအတုတွေနဲ့ပျော်ပါနေကြတယ်သူတို့ရဲ့ဒုက္ခစစ်ကိုသူတို့မသိဘူးဒုက္ခစစ်ကိုသိသွားမှဒုက္ခစစ်ကိုသိသွားတာဒုက္ခစစ်ကိုသိသွားတဲ့ဂျိုသားဟာအတုအယောင်နေနဲ့မစတာဘိတ်မလုပ်တတ်တော့ဘူးပျော်စရာအတုတွေနဲ့မပျော်တတ်တော့ဘူးဒုက္ခအတုတွေနဲ့အများအတုငါလို့မตายရတတ်တော့ဘူးအဲ့တော့ဒုက္ခစစ်ကိုကြုံနေရပြီဆိုတာခင်ဗျာတေချာပေါက်ဒုက္ခစစ်ကိုနားလည်ခံစားဖို့ဖြစ်လာတာကိစ္စတိုင်းမှာကိစ္စရှိတယ်
အဲ့ဒုက္ခတွေလာနေတာခမများတို့ကစောက်ပြဿနာတွေတက်နေတာခမများတို့ကလိုအပ်လို့တက်နေတာလိုအပ်လို့လာနေတာယနေ့တိုင်းပြည်ဘာကြောင့်ဒီလိုဖြစ်နေတာလဲလိုအပ်လို့ဖြစ်နေတာအချိန်ကြပြီနိုင်ငံအနေနဲ့ကြည့်ရင်လေခေတ်စသက်တောက်လျှောက်မှာဖြစ်လာတယ်အများကြီးအချိန်ကြနေပြီလိုအပ်တာတွေဖြစ်နေတယ်အဲ့ဒါတွေဖြစ်ပြီးမှအဲ့ဒါတွေပြည့်ပြီးမှရမယ်ကောင်းခြင်းတရားတွေဖြစ်ထွန်းမဲ့အသစ်ဖြစ်ပေါ်မှုတွေလိုအပ်လို့ဖြစ်နေတာမလိုအပ်ဘဲနဲ့ဘာမှမဖြစ်နိုင်ငံတနိုင်ငံလုံးအနေနဲ့ကြည့်ရင်လေအဂျိုသားတွေပဲပြောနေတာဖြစ်တဲ့အတွက်ဂျိုသားတွေသူနဲ့နေတဲ့အခါသူ့ကိုပဲယုံထားယုံပဲအဲ့ဒါကိုပဲသူလိုနေတာအဲ့ဒါကိုပဲသူတောင်းနေတာသူခမည်းသူ့ကိုပဲလောက်ယုံကြည်စိတ်ချလေဒါပဲအဲ့ဒီဟာပဲဒါဆိုရင်ရောမင်းငါ့ကိုယုံနိုင်သေးလားဒီဒုက္ခနဲ့ဆိုရင်ရောမင်းငါ့ကိုယုံကြည်စိတ်ချသေးလားဒီဒုက္ခကြီးနဲ့ဆိုရင်ရောသားကြီးဟဲ့လောက်ကြီးရောဒုက္ခကြီးဆိုရင်ရောသားကြီးမင်းငါနဲ့နေခြင်းသေးလားဟဲ့လောက်ကြီးတဲ့ဒုက္ခကြီးဆိုရင်ရောအဲ့ဒါသူလုံနေတာလားခမရဘာဖြစ်လို့ဒီလောက်ဒုက္ခတွေခဏခဏပေးနေတာလဲလိုအဲ့လိုမင်းတဘွားလုံးမှာအဲ့ဒုက္ခတွေမခံဘူးသေးလို့မင်းတဘွားလုံးမှာအဲ့လိုအရှက်ရတရားတွေမရဘူးသေးလို့မင်းတဘွားလုံးမှာအဲ့လိုစောက်ပြစ်တင်ခါတိုင်းမတင်ခံဘူးသေးလို့မင်းတဘွားလုံးမှာအဲ့လိုစောက်ဖောင်းထူးခံတာတွေမခံဘူးသေးလို့ခံစားကြည့်ဒီဘဝမှာကျွန်တော်တို့အတွေ့အကြုံအကုန်ပေးမှာကိုတာဝန်နဲ့ကိုတာဝန်နဲ့ကိုအတွေ့အကြုံနဲ့လက်ဆံနေအကုန်ပေးမှာဂျိုးသားကော့နေအောင်ခံထားဒါပေမဲ့ကိစ္စရှိတယ်လေဂျိုးသားပဲဟုတ်လားဂျိုးသားအချိန်တန်ဂျိုးသားပဲဂျိုးသားရဲ့ကိုရောင်ကိုဝါတွေဂျိုးသားရဲ့power တွေဂျိုးသားရဲ့တာဝန်နဲ့ဖြစ်တည်မှုတွေအဲ့တော့ဒုက္ခတစ်ခုရောက်လာတိုင်းအခုဆိုကျွန်တော်ဆိုရင်အဲ့ဒုက္ခတစ်ခုရောက်လာပြီဆိုသိနေပြီဒီဒုက္ခကငါ့ရှိဘာလို့ရောက်လာလဲဒီဒုက္ခရောက်လာလို့ငါရမယ့်ဟာတွေရှိတယ်ငါခံစားနားလည်မယ့်ကိစ္စတွေရှိတယ်ငါကြော်လွန်အောင်မြင်မယ့်ကိစ္စတွေရှိတယ်ဒီဒုက္ခရောက်မလာရင်ငါဘာမှရစရာမရှိသေးဘူးတော့ဘာမှမသိဘူးနော်โอเคသူနဲ့နေတဲ့အခါ3ကျွန်တော်ဒီလောက်နဲ့မရင်သားဝင်ပေးအောင် I love you guys ချစ်လို့ပြောတယ်မှတ်ဒီသူနဲ့နေတဲ့အခါ3ရဲ့အခုနောက်ပိုင်းဟာလူတွေနားလည်မှာမဟုတ်ဘူးဂျိုသားတွေအတွက်သီးသန့် I love you guys bye bye this is fucking star